ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်တူရီ Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမမိုမိုအေလီယာရဲ့ကျွေမလို့နဲ့ဝေမလို့နဲ့ကျွေဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း3ကိုဆက်လက်ပြီးတော့ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးကိုမဆက်ခင်မှာပူရိုရဲ့တူရီ Audio Book Channel လေးကို Like and Subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ရှင်အသစ်တင်တိုင်းသိရအောင်လဲဘီနာ Notification လေးကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်ကဲဒါဆိုရင်တော့ဇလန်းလေးကိုအတူတူနားဆင်ကြရအောင်ပါရှင်အခန်း7နှစ်ဘဲဥမငါတိတ်ဆိတ်ညစ်တယ်ဘာကြောင့်စိတ်ညစ်တယ်ဆိုတာလဲငါမပြောတတ်ဘူးနင်တို့ပြောနေရဲ့အချစ်ကြောင့်ပဲထင်နေဒါပေမဲ့ငါဘသူ့ကိုချစ်နေရဲဆိုတာလဲမသိဘူးသိလည်းမသိချင်ဘူးကိုခင်မအောင်စီကလည်းစလာတယ်နင်တို့သူ့ကိုလိပ်စာပေးလိုက်တယ်ဆိုငါရေးရစာရဲ့အကြောင်းတွေတော့တောင်းမပြောလိုက်ပါနဲ့ဟာငါသူများကိုမနှိမ့်ဆက်ချင်ပါဘူးငါရင်ထဲမှာဘာတွေဖြစ်နေရဲဆိုတာလည်းမပြောတတ်တော့ဘူးငါသာအဆောင်မှာရှိနေမယ်ဆိုရင်ကောက်တေးမလို့အဆောင်မြက်ခင်းပြရနှင်းတွေကြားထဲမှာတယောက်တည်းထိုင်နေမိမှာပဲထင်တယ်သူများကိုအတိတ်ပဲမရှိဘူးလို့ပြောတတ်ခဲ့တဲ့ငါဟာခုတော့အတိတ်ပဲမရှိရယူလှုပ်ချင်နေမိရဲ့အဲ့ဒါဘာကြောင့်လဲနင်ရောနင်းရီစာနဲ့ဘရောလက်ထက်မှာလဲနင်တို့လက်ထက်ပြီးရင်ဗရမ ्या မြေကိုလာခဲ့စမ်းမှာနင်တို့အတွက်အမခန်းဖြစ်မဲ့တောင်တန်းကြီးရဲ့အလောက်ပြကျင်လို့မလေးရုပ်စီကိုနောက်မှစာတက်တက်ရေးမယ်လို့ပြောလိုက်ပါခုစာကတော့စိတ်ထဲမှာခပ်ပေါက်ပေါက်ရှိရနဲ့ရေးလိုက်တာပဲဘယ်သူမှမပြောပါနဲ့အချစ်အကြောင်းမသိသေးရဲ့လင်းစာအုပ်ပြန်ဖတ်ပြီးကိုယ့်ဘာသာပြောမိလေသည်သူ့ရင်ထဲမှာဖြစ်ပေါ်လှုပ်ရှားနေရာတွေကိုတစုံတယောက်ကိုရင်ဖွင့်ခြင်းသည်စိတ်ဆန္ဒအပြင်းပြလာသည်ထို့ကြောင့်ထဲပြစ်သည်မထဲပြစ်သည်အပါထားစာတစားကိုကောက်ရည်မိ၏ဤသို့ဖြင့်လေလွေးနေသောစိတ်များသည်တခဏတာငြိမ်သက်သွားသည်အခန်းပရင်းဝါကိုဖွင့်လိုက်တိုင်းမြူနှင်းတို့သည်ဝေးသည်မော်ဝါစွာကြားရောက်နေသည်ကိုသာမြင်ရ၏ဒီနှစ်ဆောင်သည်အေးလုံးလှသည်ဟုထင်မိသည်လွန်ခဲ့သည့်နှစ်များကရန်ကုန်မှာနေခဲ့ရသောကြောင့်လားမပြောနိုင်အင်းရဆောင်မှနေစဉ်ကစောင်းနှက်များကိုမြင်ပူးကျင်လာ၍တနင်္ဂနွေနေ့နနက်စောစောအဆောင်ဖွင့်ခြင်းအေးရကံပေါရိုးမှလမ်းလျှောက်ထွက်ကြ၏တောင်တန်းပြပြကြီးများကိုမမြင်ရတော့လဲရေပြင်မှာမြူနှင်းတွေဆိုင်ပြီးရေပြင်နှင့်မြူနှင့်တသားရဲဖြစ်နေသည်ကိုကြည့်ရသည်မှာတမျိုးချစ်စရာကောင်းလေသည်ဒီရုံးကတော့နှလုံးသားသည်လွင်ပါလှုပ်ရှားကောင်းမှမသိခဲ့လမ်းလျှောက်ရင်အေးရကံပေါရိုးမှာကိုခင်မာဦးတို့လူတိုင်းနဲ့တွဲလျင်လဲနောက်ပြောင်ကြည့်စေဖို့သာတတိယကစိတ်လှုပ်ရှားခြင်းအလင်းမရှိခဲ့ရအမှန်ပဲရင်းတကားကိုပြန်ပိတ်ကအိမ်အောက်သို့ဆင်းခဲ့သည်မြေကွက်အနှဲငယ်သာကျန်သောခြံထဲတွင်တော်တော်မြိုင်ကကနမပန်းအချို့စိုက်ပျိုးထားလေသည်ကိုကြီးခြံထဲကပန်းတွေလောက်တော့တန်မာလှပခြင်းမရှိလာပေကိုကြီးသည်တစ်ပင်များပန်းများကိုတော့အလွန်ဂီးစိုက်သူဖြစ်၏သူသည်ပန်းများကိုသာချစ်တတ်ပါသလားတော်ဘာရီလုံးနေရလဲလင်းလဲလုံးပြစေတော်မြိုင်သည်တူရင်တစ်ချောင်းနှင့်မြေများကိုတူးဆွလျက်ရှိ၏ပိန်ပန်းလလလေးများကိုစိုက်ရန်ချထားသည်တော်ကလည်းမိုးကုတ်မှာပန်းမဆိုင်မလို့လားတော်မြိုင်ကလမ်းမမြေကြီးများကိုခါပြီးလင်းကိုမောကြည့်သည်တော်မြိုင်သည်မေမေညမဝမ်းခွဲတယောက်ဖြစ်၍မေမေခြေထောက်မတန်သည့်အချိန်မှစားကအိမ်တွင်အဆောက်ရှောက်ဖြစ်လာရောက်နေထိုင်ပေးသူဖြစ်၏ဖေဖေကမကြခီးထွက်တတ်သဖြင့်အိမ်တွင်မေမေတယောက်တွင်နေတတ်သည်ကိုစိတ်မချ၍လာနေခြင်းဖြစ်သည်မေမေသည်အိမ်တွင်အိမ်ပေါ်ထားလိမ့်မရှိပေအိမ်လောက်ကလည်းကရိကထတိတ်မများလားမေမေကတခြားမိန်းမများလိုကြီးစားကြောင်တတ်သူမဟုတ်အေးဆေးစိတ်ကိုနှင့်လုံးစရာရှိရာလုံးနေတတ်သူဖြစ်သည်တော်မြိုင်ကလည်းအလုံးနဲ့လက်နဲ့မပြတ်အောင်လုံးနေတတ်တော်လဲစကားနဲ့သည်အခြားပြိုကြီးများနှင့်မတူပေမိုးကုံမရဲ့ဘာရဲ့မဟုတ်ပါဘူးစိတ်ကူးရကောက်လို့တဲ့သဘောပါတနေ့ကပိတ်ဆွဲဘက်ကပန်းပင်လလေးရလာလို့လင်းလေးကတော်မြိုင်ပေထိုင်ချကပန်းပင်များကိုကူဆိုင်ပေးသည်ကိုရေးချံပန်းပင်တွေတော်လှရတော်ရောက်ဘူးလားမရောက်ဘူးပါအုံကိုင်းတော့မမတို့ရှိတော့တစ်ခေါက်ရောက်ဘူးလားတော်တော့ตายရသားချံပန်းကိုသွားတော့ပိုတောင်းตายရသေးရဲ့တော်ရဲ့လင်းတော့အသက်ကြီးလာရင်လည်းအုံကိုင်းမှာပဲနေခြင်းနဲ့အေးချမ်းနေအမေတော့ကျုပ်တို့စီရအောင်မအေးချမ်းလို့လားလင်းလေးကဒီလိုဆိုတော့လဲတော်မြိုင်ကအပြူကြီးနဲ့တူသားပဲဟုတွေးမိကရည်သည်ဘာကြီးရတော့ညီရမင်းကလေးတွေများဒီချိန်ကျရင်ဒီလိုပဲစိတ်ကတိတ်မှန်တာမဟုတ်ဘူးငိုကြည်ရည်ခြင်းနဲ့လင်းလေးကပိုရိပ်သဘောကျသွားကလက်ခုပ်လက်ဝါးတီးရည်သည်ဟာကြည်စမ်းလင်းကတော်များကိုအပြိုကြီးဆိုပြီးဘာမှမသိရအောက်မေ့နေရတော်များပြောဖို့ကတိတ်ရည်ရပဲဟာအမှန်တွေပြောလို့ညီရသဘောကျနေရဆိုပါတော့ဟာဟုတ်တယ်တော်များကြီးတိတ်ဟုတ်တာပဲလင်းကိုလင်းအောင်မသိဘူးတော်များပြောမှပဲသိရောလင်းသည်ပန်းပင်များကိုကိုင်ရင်ကလေးတယောက်လိုပင်ပေါ်ပါစွာရီမောလိုက်လေသည်
အိမ်ပေါ်ပရင်းပေါဝါတွင်ထိုင်နေသောမေမေသည်ပင်လင်းလင်းတို့တူရီနှစ်ယောက်ပြောဆိုရီမောသည်ကိုငုံကြည့်ကပြုံးနေလေသည်လင်းလင်းကအပေါ်သို့လန်းကမေမေကိုလက်ဝှေ့ရန်ပြလိုက်၏စိတ်သွားတိုင်းကိုမပါတဲ့မေမေပွားပါပဲမေမေစိတ်မသက်မသာဖြစ်အောင်ငါမလုပ်တော့ပါဘူးဟုလည်းစိတ်ထဲမှတွေးလိုက်မိ၏တော်တော်မြိုင်ပြောသလိုပင်သူ့စိတ်တွေသည်မူးမမှန်ကငိုကြည်ရီခြင်းဖြစ်နေခဲ့ခြင်းသာဖြစ်နိုင်သည်တော်တော်မြိုင်ရောဘာဖြစ်လို့အပြိုကြီးဖြစ်နေရလဲမသိချင်စမ်းပါနဲ့အေးတော်တော်မြိုင်လေတန်းသည်ချက်ချင်းပြောကြသွား၏မသိချင်ပါနဲ့ဆိုလေပိုသိချင်လေဘောတော်တော်မြိုင်ရဲ့ပြောပြစမ်းပါလင်းလင်းလည်းအပြိုကြီးလို့ရကောင်းမလားလို့ခုမှတော့လုံးမနေနဲ့တော့ဟင်းတော်တော်မြိုင်ကတိတ်ပြောတတ်တာပဲကဲပါပြောပြစမ်းပါတော်တော်အပြိုကြီးဖြစ်ရခြင်းအကြောင်းတော်တော်မြိုင်ကပန်းအိုးများကိုရွှေ့နေလိုက်သေးသည်အပြိုကြီးဖြစ်ရတာများဘာစမ်းတယ်လဲအေးရတာမလို့လိုရာမရဆိုတယ်လို့ပေါ့ကိုကြိုက်တာကြအိမ်ကသဘောမတူသဘောတူတာကြတော့လေကိုကမကြိုက်တော်တော်မြိုင်မှလည်းကြိုက်တဲ့သူရှိရဲ့လင်းလင်းကတအံ့တော်ရေရွတ်လိုက်သည်ငငယ်ရရှိတာပေါ့အေးဒါဆန်းလားလင်းလင်းကပန်းမင်းများကိုကိုင်ရင်ငိုင်းသွားမိပြန်သည်ဆန်းတယ်နော်မိမိမှလည်းချစ်သူရှိရဲ့တော်တော်မှလည်းချစ်သူရှိဘူးရဲ့တော်တော်ကကိုချစ်သူကိုဘာလို့မယူရလဲလူကြီးရဲ့သဘောမတူလဲယူပါလားဘာဖြစ်လဲစိတ်ဆင်းရဲမခံခြင်းလို့ပေါ့အေးညီးမေလည်းစိတ်ဆင်းရဲမခံခြင်းလို့မိဘသဘောတူတာယူလိုက်တာပေါ့ဒါပေမဲ့သူဆုံးဖြတ်တာတော့မှန်နေအေးဟိုလူကသူကသာကြိုက်နေတာကောင်းတာမဟုတ်ဘူးမောင်လာဝေရလူကောင်းမင်းတော်တော်ကြတော့ငါကတော့ဘယ်ဟာမှလို့ဘယ်ဟာမှန်မှန်းတော့မသိတော့ပါဘူးခုတော့လဲဒါရီမတွေးနိုင်တော့ပါဘူးလေလွန်ခဲ့ပြီပဲလင်းမှာတော့ဘယ်ဟာကောင်းတယ်မကောင်းနှိုင်းရှင်စရာကိုမရှိတာခက်တယ်လင်းကမမေတို့တော်တော်တို့လောက်တောင်မှမစုံဖြစ်နေအဲ့ဒါဆုံးဖြတ်ရလွယ်တာပေါ့ကိုကိုကြီးကလူကောင်းပါအေးတော်တော်မြိုင်သည်ပစ္စည်းများကိုတင်စီပြီးအိမ်ပေါ်သို့တက်သွားလေသည်လင်းလင်းကခဏထိုင်အောင်မြည်ကိုအကြောင်းပြကပန်းအိုးလေးတွေကြားမြက်ခင်းပြင်မှာတယောက်တည်းထိုင်ရင်ကြက်ရစ်သည်ငါမှကိုကိုကြီးနဲ့ဆန်နိုင်စရာချစ်သူလေးတယောက်လောက်တောင်မရှိပါကလားနော်ဟုခလေးဆန်စာတွေးတော်မိပြန်လေသည်မေမေသည်ပရင်းပေါင်းမှနေ၍လင်းလင်းကိုငုံကြည့်နေပြန်လေသည်မေမေအသွင်သွန်တန်ကိုမြင်ရပြန်တော့ရောက်ရခတ်နေသောသူ့စိတ်များငြိမ်သက်သွားသလိုရှိကမြက်ခင်းပြင်ပေါ်မှာပေါ်ပါစွာလှဲ၍အိတ်ချလိုက်မိ၏ကြောင်တန်းပြပြကြီးများကိုကောင်းကင်ပြပြအောက်တွင်ကြည်နူးဖွယ်မြင်တွေ့ရလေသည်လောကအားလုံးဟာတာယာနေရပဲဘာလို့မကျေနပ်စရာရှိသလဲတော်တော်များဂီယူတဆိုင်ရှင်းလင်းထားသောမြက်ခင်းစိမ့်စိမ့်သည်ချမ်းအဝေးလမ်း၏တစ်ဖက်တွင်အုတ်တိုင်းနေနေလေးနှင့်ကွယ်လျက်ရှိသည်ထို့ကြောင့်အပြင်မှရုတ်တရက်ကားဝင်လာလျင်မမြင်ရကားတစ်စီးလိမ့်ဝင်လာတာကိုမြင်ရတော့လင်းလင်းကနေရာမှမထသေးပဲပန်းအိုးလေးတွေကွယ်ထိုင်နေမိသည်ကိုစောကိုသူမတွေ့ခြင်းအတန်ကြာတော့ဖြည်းဖြည်းချင်းရှောက်လာနေသောခြေတံတက်တဲ့ကိုကြားရသည်လှဲမကြည့်ခြင်းသူစိတ်တွေတည်ငြိမ်ခြင်းလာပြီလင်းကိုစောအတန်မဟုတ်ပေကိုကိုကြီးလင်းလင်းမျက်နှာတွင်ရှက်သွေးများဖြင့်ရှမ်းရည်သွားသည်မလုံမလဲလေးဖြစ်မိ၏သူသည်အချိန်တိုင်းမှာကိုစောအကြောင်းသာစဉ်းစားနေမိပါသလားလင်းကပန်းမင်းတွေစိုက်နေရလို့တော်တော်များများပြောရဲ့လင်းလေးကဘာမှမရှိတော့တော့သူ့လက်များကိုခါလျက်ရည်သည်ကိုကိုကြီးရှေ့ရောက်လျင်သူသည်အလိုလျောက်ကလေးတယောက်လိုဖြစ်သွားတတ်သည်တိမ်ငယ်သွားခြင်းတော့မဟုတ်ကိုကိုကြီးကပဲလူကြီးဆန်ရွေပဲလားသူကပဲကိုကိုကြီးရှေ့မှာပိုပြီးငယ်သွားခြင်းနေမိသလားတော့မသိကိုကိုကြီးကတော့ရှမ်းပေါင်းမိရှေကိုမကသူ့ဘေးမှာထိုင်ချသည်အတူရှင်ထိုင်ပြန်တော့လေကိုကိုကြီးပခုံးစုံကသူ့ကောင်းနှင့်တန်းတူဖြစ်နေ၏ကိုကိုကြီးကကိုစောထက်ပို၍အယက်မြင့်သည်သို့တော့ကိုကိုကြီးကပိန်လုံးပြီးအသားအဖြူလုံးသည်အိုးဘာကြောင့်ကိုစောနဲ့ကိုကိုကြီးကိုနှိုင်းနေမိရသလဲလင်းကပန်းပင်ဆိုင်တာမဟုတ်ဘူးတော်တော်များကိုစနေရကိုကိုကြီးရဲ့တိတ်ရီရရပဲလင်းကမျက်ပင်လေးများကိုလက်နှစ်ဖက်ပြစ်ဆုပ်ကိုင်ရင်ရီမောပြောဆိုလိုက်သည်ဒီတခါတော့ကိုကိုကြီးကလည်းခလေးဆန်တော့လင်းလေးအမူအရာလေးကိုကြည့်ကအလိုက်သိရီမောဖော်ရ၏ဘာရီတော့စနေရလဲလင်းရဲ့တော်တော်ဘာဖြစ်လို့အပြိုကြီးဖြစ်နေရလဲလို့လင်းကမေးရလေအဲ့ဒါတော်တော်ကသူ့မှာရီးစားရှိရဲ့ကိုကိုကြီးရဲ့သူကြိုက်တာကိုမိဘသဘောမတူလို့မယူဘူးတဲ့မိဘသဘောတူတာကြတော့လေသူမကြိုက်ဘူးတဲ့လေရီရရဲ့နော်ဒီတခါတော့ကိုကိုကြီးကမရီကိုကြီးမရောရီစားရှိလိုက်မေးပြီးတော့မှချက်ချင်းနောင်နာရသွား၏ဘာကြောင့်များဒီလောက်တောင်နှုတ်သွက်နေမိရသလဲဖြူဖွေးသောကိုကိုကြီးမျက်နှာနီလာသည်ပြပြသောနှကမ်းများကတော့ဆေးလျက်ပင်ကိုကိုကြီးစိတ်ဆိုးသွားလေပြီလားကိုကိုကြီးစိတ်ဆိုးသွားမှတော့သူကြောက်သည်ဘာလို့မေးရလဲလင်းရဲ့မထင်မဲ့ပဲကိုကိုကြီးနှုတ်ဖြာမှအလွန်နူးညံ့ညင်သာသောရှင်ကိုလည်းထိခိုက်စေနိုင်စွမ်းသော
စကားတခွန်းထွက်လာသည်ကိုကိုကြီးဟာကိုစောလိုအတိတ်ပဲတစ်မျိုးထွက်ပြီးရင်ခုန်စေနိုင်တဲ့စကားမျိုးတွေမပြောချင်နေပါစေခုလိုညင်သာပြော့ပြောင်းတဲ့စကားလေးတွေအမြဲပြောနေရင်လည်းကောင်းမှာပဲဟုတွေးမိပြန်လေသည်လင်းမထင်မှတ်တဲ့သူတွေကရည်စားထားတဲ့လူတွေကြီးဖြစ်နေလို့ကိုကိုရဲ့လင်းရလွဲရင်ပေါ့လေဒီတခါလဲကိုကိုကြီးကမရည်ပဲညခင်းပြင်ပေါ်မှာလက်နှစ်ဖက်ကိုနောက်ပြန်ထောက်လိုက်၏တောင်တန်းပြပြကြီးများစီမျှော်ကြည့်သည်ဒီတခါကိုကိုကြီးကလင်းလေးနဲ့အနီးကပ်ဆုံးနဲ့အေးဆေးဆုံးထိုင်၍စကားပြောခြင်းဖြစ်၏တရက်ကိုလှုပ်ရှားနေသောလင်းလေးစိတ်များကိုတတင်ကငြိမ်သက်စေသည်ကတော့အမှန်ပင်ဒီအတွက်ကိုကိုကြီးကိုကျေးဇူးတင်ရ၏မဟုတ်လျင်သူ့စိတ်များကိုသူ့ဘာသာပြန်လဲဖမ်းယူနေရသည်နှင့်ပင်ရင်မောလာပြီလင်းရရည်စားမထအကြောင်းရှိလို့နေမှာပေါ့လင်းရစပင်းများကြားသို့လက်ကိုထိုးတက်ရင်ရှိသည်ဘာကြောင့်ခဏခဏရှိနေမိတလဲမသိပြန်ပေကိုကိုကြီးကိုမေးရကြတော့မဖြေဘူးလေကိုကိုကြီးကမထားခြင်းလို့မထားတာပဲကိုကိုကြီးကလင်းဘက်ကိုလှည့်မကြည့်လင်းရသာကိုကိုကြီးမျက်လုံးများကိုလိုက်လံဖမ်းယူကြည့်ရှုနေမိသည်ဘာဖြစ်လို့မထားခြင်းတာလဲအကြောင်းရှိလို့ပဲလားဟုတ်တယ်အကြောင်းရှိလို့ဒါပေမဲ့လင်းရဲ့အကြောင်းနဲ့တော့တူမယ်မထင်ပါဘူးဘလို့မတူတာလဲလင်းကမိဘစကားကိုနားထောင်ရမှမထားတာကိုကိုကြီးကမထားခြင်းလို့မထားတာဘာဖြစ်လို့မထားခြင်းတာလဲကိုကိုကြီးဟဲဟုကိုကိုကြီးရဲ့ဟိုမေးကျင်တော့လဲစက်မမေးဖြစ်တော့ပြီကိုကိုကြီးစကားကိုလည်းပြင်ဖြည့်ရှင်းဖြစ်တော့လင်းကတကယ်ပဲမိဘစကားကိုနားထောင်ရမှမို့သာရီးစားမထားခဲ့ရလားချစ်သူကိုပဲမတွေးခဲ့လို့လားလင်းကိုလင်းလဲတကယ်ပဲမသိထို့အတွက်ယခုလဲစိတ်တွေညစ်ညူးနေရသည်မဟုတ်လားကိုကိုကြီးရောမိဘစကားနားထောင်ရမှကြောင်းမဟုတ်ရင်လင်းကိုချစ်လို့လားသိကျင်လားသည်ချစ်တယ်ဆိုရင်လည်းဖွင့်ပြောဖို့တင်လာ၏ကိုလက်ထက်ရမယ့်မိန်းကလေးတယောက်ကိုချစ်တယ်လို့ပြောရမှတိတ်ဝင်လေးနေသလားကိုကြီးရဲ့မိန်းကလေးတိုင်းဟာကိုကမချစ်တော်မှကိုကိုချစ်တယ်လို့ပြောတာကြားကျင်ကြရဲဆိုတာသိဖို့ကောင်းပါရင်ဒီအတွေးကိုတွေးတွက်လာရလဲကိုအံ့ဩမိပြန်သည်အတန်ကြာတိတ်ဆိတ်နေမိကြပြန်တော့မနေတတ်မထိုင်တတ်ဖြစ်လာရသည်ကိုကြီးကတော့အေးဆေးဆေးရှိလိုက်လင်းမျက်နှာလေးကိုငဲဆောင်ရကြည့်တော့စိတ်ထဲမှာလှုပ်ရှားကမျက်နှာကိုငုံထားမိသည်ကိုကြီးမျိုးမကိုဘာကိစ္စနဲ့လာလဲပန်းမျိုးစေးတွေလာဝယ်ရလားထင်းသည့်အတိုင်းမေးပြီးပြန်တော့ကိုကြီးကပြုံးသည်မဟုတ်ပါဘူးလင်းရဲ့လင်းစီတမင်လာပါဝမ်းသာမြည်ဟုကြံမိစေကိုစောကလည်းပြောတယ်သွားလိုက်ပါအောင်နဲ့ဘဲမှမသွားရလို့လင်းစိတ်ကောက်နေရဲ့တဲ့နောက်ဆက်တွဲစကားကြောင့်ရင်ထဲမှာအောင်သွားသည်ကိုစောကဒီလိုပဲပြောလားလင်းကဘသူ့ကိုစိတ်ကောက်ရမှာလဲကိုကြီးကိုကောက်နေရလို့ပြောတာပဲကိုစောကိုတွေးကဒေါသဖြစ်မိသည်ကိုကြီးကိုသူ့စီကိုတမင်တွန်းလွတ်တာပဲတနည်းအားဖြင့်လင်းကိုအရွယ်တိုက်တာလားနားလေရခတ်တော့ကိုစောကသူ့စိတ်ကိုအမျိုးမျိုးလှည့်စားလျက်ရှိသည်ကိုကြီးကိုလင်းကဘာလို့စိတ်ကောက်ရမှာလဲမသိဘူးလေမေမေကလည်းပြောတယ်ဘာပြောလဲမသိဘူးလင်းရင်သူတို့ထင်ရပြီးပြောကြတာပါဒါကိစ္စမရှိပါဘူးလင်းပဲတော့စရာရှိလဲကိုကြီးလိုက်ဖို့မလို့တိတ်ရည်စရာကောင်းတဲ့ကိုကြီးပဲသူများတကာတွေကတိုက်တွန်းလို့ကိုနဲ့လက်ထက်မဲ့မင်းကလေးကိုအလဲပတ်သွားဖို့လာခေါ်ရရှာရဲ့လင်းရရှိနေမိ၏ကိုကြီးကတည်ငြိမ်တော်လဲမျက်နှာနဲ့နီလာသည်လင်းကမျက်ခင်းပေါ်တွင်ရပ်ပြီးကောင်းကင်ကိုမော့ကြည့်သည်ကိုကြီးသည်ထိုင်နေစေလင်းကိုကလေးလေးတယောက်ကိုကြည့်တယ်လို့ငေးကြည့်နေသည်လင်းကိုဟိုတီလိုက်ပို့လိုက်ပါလို့ကိုစောကမှားလိုက်သေးလားကိုကြီးကအတိတ်ဘယ်ကိုကောင်းစွာနားလဲဟန်ဖြစ်ရှိသည်ဒီတော့လင်းကပါလိုက်ရရှိမိသည်ကိုစောကမမှားပါဘူးမေမေခင်ကမှားတာဒီလိုတော့လေကိုကြီးကရည်စရာပြောတတ်တာပဲနော်လင်းကကိုကြီးကိုအပြစ်မတင်ချင်တော့ပြီကိုကြီးကဟမ်ဆောင်တတ်တာပဲကိုကြီးရဲ့မျက်နှာပေါ်မှာသူတစ်ပါးပေါ်အနိုင်ယူခြင်းနဲ့စိတ်နိုင်လိုမင်းထက်ပြုကျင်တဲ့သဘောမျိုးဘယ်တော့မှမတွေးရဘူးဟုတွေးမိ၏လင်းအိမ်ပေါ်တက်လာတော့ကိုကြီးကနောက်မှအေးဆေးစွာလိုက်လာသည်မေမေသည်သူတို့နှစ်ယောက်ကိုအသေးချကြည့်နေ၏မေမေမျက်နှာကိုတော့အကဲခဲရခတ်လာသည်နှိမ့်ချိုက်သဘောကျနေသည်လားစိုးရိမ်ပူပန်နေသည်လားမသိတတ်နိုင်ဟောရီမာမေမေကြီးကိုကြီးကသမီးကိုကားနဲ့ရှောက်လေမလို့ရဲ့လားခေါ်နေသမီးလိုက်သွားမယ်နော်လင်းရဲ့အမူအရာတွေကအရွက်တိုက်သည့်တရံများပေါ်နေသည်လားတော့မသိမေမေရဲ့အမူအရာကလည်းလိုက်လဲမရှိပြန်ပြီလင်းကအခန်းထဲသို့ဝင်ကမျက်နှာကိုစိတ်လိုလဲရပြင်ဆင်လိုက်၏တနခါကိုတော့လိမ့်လို့စိမ့်မရှိရမလိမ့်တော့ပဲပါးပေါ်မှာပေါင်တာနီကိုထည့်ပြီးနှကန်းနီပါဆိုးလိုက်သည်ညခုံးမွေးညိုဆွဲသည်စပင်ရောပြင်စရာမလိုရမပြင်တော့ပြီ
ဤဒီမှာအစွမ်းကုန်ချေသားလိုက်ခြင်းပဲဖြစ်တော့၏တောက်ပသောလိမ္မောင်ရောင်ဝစ်စုံကိုရွေးဝတ်လိုက်ပြီးစိတ်လိုလိုက်ရခေါင်းစည်းပွားနဲ့နေကမျက်မှန်ကိုလည်းယူခဲ့သေးသည်မမေသမီးတို့နောက်ကျရင်စိတ်ပူမနေနဲ့နော်ကိုကိုကြီးကိုကြောက်ဖားပဲလိုက်ပို့ခိုင်းမလို့ကိုကိုကြီးမင်းညီမကိုကြည့်ခေါ်သွားနော်အဝေးရှောက်မသွားကြနဲ့ကားကိုလည်းသူမမောင်းစီနဲ့အိမ်ပေါ်ကအတူတူဆင်းကြတော့တော်တော်များများအံ့ဩစွာလန့်ကြည့်နေသည်ပြီးတော့တူရီနှစ်ယောက်အတိတ်ပဲပါစွာပြုံးမိကြလေသည်ကိုစောကကားပါပေးလိုက်တယ်လားလင်းလင်းကဒဇန်ကားအစ်ပေါ်ထိုင်ရင်းမေး၏ကိုကိုကြီးကအဆဆရရသူများပြောမှလှုပ်တက်တယ်လို့လင်းစိတ်ထဲမှာထင်နေသလားညီမရဲ့ရှာရှာပပပြောတတ်သောကိုကိုကြီးစကားများသည်ညင်သာနူးညံ့သည်နှင့်အမျှထီရောက်လာသည်မှလည်းအမှန်ပဲလင်းလင်းကခေါင်းငုံရီငိမ်သက်နေမိသည်ကိုကိုကြီးသည်ကားကိုအေးဆေးဆေးပင်မောင်းထွက်ခဲ့၏အခန်း73လင်းလင်းရှင်လင်းရဲ့စိတ်ထဲမှာကိုကိုကြီးနဲ့လက်ထပ်ရမှာကိုဝင်လေးနေလိုက်ရှင်လင်းရဲ့စိတ်ထဲမှာဇဝေစွာဖြစ်နေသလားညီမရဲ့အိုးမဟုတ်ပါဘူးကိုကိုကြီးရဲ့မဟုတ်ပါဘူးကိုကိုကြီးတို့ပြန်ကြရအောင်နော်ဟုတ်ကဲ့အခန်း74ပဝါစားလေးသည်လေရဲမှတလူလူလွှဲနေ၏ညီမဝေသည်သောတောင်ဆဲတောင်တန်းများသည်တရရိပ်ဝေ၍ကျဲရသည်တောင်ကပားရံများကြားမှအိမ်လေးများကိုဟိုသည်ပြန့်နှံ့လျက်ပြပြဝဝမြင်ရသည်တောင်ဆောင်မှတစ်ပင်များသည်မျက်ပင်လေးများသပွဲသေးမွားဝေဝါး၍နေသည်မြူကိုများသည်တွေးရွေရှားနေကြ၏ကိုကိုကြီးကကားကိုကြောက်ဖားမှမြို့ရဲဘက်သို့ပြန်မောင်းလာခဲ့သည်ကိုကိုကြီးအသွင်သည်တင်းငိတ်အေးဆေးလျက်ပင်လင်းလေးရင်ထဲမှာတော့အမျိုးမြည်မသိနိုင်စွမ်းသောဝေဒနာကိုခံစားနေရသည်ကိုကိုကြီးကတူတူနှင့်ထိရောက်သောမိကွန်းတစ်ခုကိုမေးခဲ့ပြီးမတည်ငြိမ်သောသူ့စိတ်တွေကိုရိပ်စားမိလေပြီထင်ရှက်စရာကောင်းလိုက်တာကိုကိုကြီးကတော့သူ့ကိုထင်သေးသွားတော့မှပဲဟုတွေးမိ၏ငါနဲ့တော့အစကတော့ကိုကိုကြီးကိုပဲလက်ထက်ရမှာဆိုပြီးထိန်းထိန်းသိမ်းသိမ်းနေပါလျက်ခုမှဘာကြောင့်ဟိုတီတီလွင်ပါနေရပါလဲလင်းရီကူကအောင်သွားအောင်မလားသူနဲ့ပတ်သက်ပြီးကိုစောကအကုန်များပြောခဲ့လေသလားမသွားရောပါဘူးကိုကိုကြီးရဲ့ရေကူဝစ်စုံလည်းမပါဘူးလင်းပါစားကြင်လဲကိုကိုကြီးစားရစားမယ်လေယခုတော့လင်းလင်းသည်ကိုကိုကြီးရှေ့မှာကျိုးနုံရိုးသေးနေမိပြန်သည်လင်းအောင်ကိုင်းကိုလိုက်ခဲ့အောင်မလားမမေကိုဝင်ပြောပြီးလိုက်မယ်လေကိုကိုကြီးသည်စားတောက်ဆိုင်တစ်ခုကိုဥဆောင်ခုံရင်သွား၏ကိုစောမာလိုက်တာတွေအကုန်လုံးတာပဲလားဟုမေးချင်တော့လဲမမေးဝင်တော့ပေလင်းလင်းသည်အပြစ်ကင်းစင်သောကလေးတယောက်လိုပင်အစားကိုအေးဆေးစွာထိုင်စား၏ကိုကိုကြီးကရဲမတော့ဘူးနော်တတိထားသည့်ကြားစကားတခွန်းထွက်သွားပြန်သည်တောက်လို့လည်းမရဘူးလေအစာရင်မကောင်းလေဆရာဝန်ကပြောတယ်အရက်တောက်ရင်တေမှာပဲတဲ့ကိုကိုကြီးအသားတွေတိတ်ဖြူတာပဲနော်နေလို့ကောင်းရဲ့လားမိမမရခင်တော့မသေးသေးဘူးလို့ထင်တာပဲအိုးကိုကိုကြီးကလည်းပြောပြတော့လဲစကားတွေကအဆင်မပြေလားမြို့ထဲကိုရောက်တော့အိမ်ကိုဝင်ပြီးအဝတ်စားတစ်စုံထည့်ယူသည်မမေကလင်းလင်းကိုအရေးကြီးနေတော့လဲဘာမှဝင်မပြောပေသမီးမနဲ့စောစောပြန်လာမယ်နော်မမေအော်အေးစောစောကသမီးရဲ့ဆရာမကြီးလာသေးရဲ့ကွယ်သမီးအလုံးလျှောက်လာကိစ္စလာပြောတာတဲ့ဟုတ်လားမမေအဲ့ကိစ္စတော့ကိုကိုကြီးနဲ့ထပ်ပြီးတိုင်မင်ရအောင်မယ်ကိုကိုကြီးသဘောမတူရင်မလုပ်တော့ဘူးမမေဒီတခါတော့မမေအမူအရာလှုပ်ရှားသွားသည်အမြဲဟန်ဆောင်မှုကင်းခဲ့သောသူ့သမီးမျက်နှာကိုငေးဆက်၍ကြည့်၏ကိုကိုကြီးကကားထဲမှာစောင့်နေရမမေသွားရမယ်နော်အေးသမီးမကြည့်ဝင်တော့အိမ်မှာအိမ်မှာလားဟုတ်ကဲ့မမေလေးလေးအိမ်ပေါ်ခက်တွတ်လေးပြေးစင်ခဲ့သည်အောက်တွင်အပြင်မှပြန်လာသောဖေဖေနှင့်တွေ့ရ၏ကိုကိုကြီးနှင့်စကားပြောပြီးကားနားမှထွက်လာသည်တိတ်အေးတဲ့သမီးအနှွေးရယူသွားဖေဖေကထိုများသာလမ်းပြောလေ၏ဒီတစ်ခါကိုကိုကြီးကားမောင်းတာလျင်မြန်တွက်လက်လာသည်ကြည်စမ်းလင်းလင်းကသူ့ကိုကြီးကိုယ်တိုင်တော့ခေါ်မှာပဲပါလာတော့တယ်ပူပူတတပြောတတ်သောမေမေခင်ကြီးစကားကိုဘလို့မှတွေးမနေရောကိုကိုကြီးကလည်းလင်းလင်းစီကိုဒီတစ်ခါပဲစိတ်လိုလက်ရလာလို့တခါရင်းနဲ့ပါလာတာဘောဟုပြောလိုက်ရမှလည်းမကောင်းလာပေဒီကိစ္စတွေနဲ့ပတ်သက်ပြီးရှေရှေဝေးဝေးတွေးမနေချင်တော့ကလည်းအမှန်ပဲယခုတလောကိုစော်မျိုးမတွေကိုရောက်မလာတော့တာကိုတော့တမျိုးတမီတွေးမိလာရ၏မေမေခင်းကြောင့်များလေလားယခုလည်းကိုစောကိုမတွေ့ရလင်းလင်းကလည်းတမင်မမေးပဲနေတော့သည်ကိုကိုကြီးတန်တရားမေကွန်းကိုလည်းကြောက်လာသည်သမီးတငယ်ချင်းကိုကြည့်ပြောပါအောင်သမီးရဲ့မိသွေးမိဖို့ဘေးမှာဝိုင်းထိုင်နေကြတော့မေမေခင်ကအရေးကြီးဟန်ဖြင့်အနာကပ်၍တိုးတိုးဆိုပြန်သည်ဘသူလဲမေမေခင်တကယ်ပဲမသေးကြ၍မေးမိ၏ကိုတာလီကွယ်ဘလို့မှပြောမရဘူးဟိုကောင်မလေးနဲ့ပြန်ဆက်နေပြန်ပြီလေအော်
အရေးမကြီးဟုသည်လေတံမတိမတာပါသွားသည်ကြည်စမ်းသားကြီးတွေအတွက်တယောက်မှမပြောရဘူးသူ့အတွက်ပဲစိတ်ညစ်နေရတယ်နောက်ဆုံးမေမေခင်ကပြောတယ်လေဒီကောင်မလေးသာဆိုရင်တော့ဘယ်နီးနဲ့မှသဘောမတူနိုင်ဘူးအပြက်ပဲလို့ခုလည်းမနက်ကလေးကမနှဲရွာကိုထွက်သွားတာခုထိပြန်မလာသေးဘူးဟိုကောင်မလေးနဲ့အတူတူသွားတာနေမှာပဲမေမေခင်ကသူ့ကိုဒီလိုအယောင်ဝဲမျိုးတွေလည်းအားမပေးပါဘူးသူကအဖော်ရှိတော့ဒါပဲလှုပ်ချင်နေရဲ့မေမေခင်ကမလှုပ်စေခြင်းဒီမှာမဖြစ်စလောက်မို့လားမကြည့်ဝင်းနဲ့နီးစက်မှမလိုလားရဲ့လားအတိအကျမပြောနိုင်ကိုကိုကြီးကဆွဲတာထူထူဝေး၍အောက်သို့ပြန်ဆင်းလာသည်ဟောကိုကိုကြီးနေမကောင်းပြန်ဘူးလားမေမေခင်ကစိုးရင်တန်ဖြစ်ပေးလိုက်၏ကောင်းပါရဲ့မေမေခင်ကိုကိုကြီးကလင်းလင်းပေးမှထိုင်ချလိုက်စဉ်လင်းလင်းကရင်နှွေးချမ်းတစ်ခွက်ကိုအလိုက်သိငှဲ့ပေးလိုက်သည်ရှည်ရသောကိုကိုကြီးလက်ချောင်းများအေးနေသည်လင်းကိုရှောက်ဖို့နေရနဲ့ပြင်းပန်းသွားပြီထင်တယ်။အိုကွယ်တခါလေလဲအပြင်လေးပါလေးထွက်ပြေအောင်မှပေါ့အလုပ်ချီပဲဖိလုပ်နေလို့ပဲဖြစ်မလဲ။ဘယ်နဲ့လဲကိုစောရိတ်ကစီးလို့ကောင်းရဲ့လား။ကိုကိုကြီးကဖြည်းဖြည်းပဲမောင်းတော့စီးလို့ကောင်းတာပေါ့။ကိုစောနဲ့တစ်ခေါက်စီးဘူးတာတော့မပြောလိုက်တော့ပဲသူတို့သိမှာပါပဲ။ကိုစောလဲမနက်ကလေးကထွက်သွားပြန်မလာသေးဘူးဒီညတောင်ပြန်လာခြင်းမလာမှာကားကတနင်္ဂနွေနေ့စထွက်တော့မှာကိုစောသူတို့တမင်ရှောင်နေပြန်ပြီလားကိုစောဘယ်သွားလဲမေးချင်လာတော့လဲစောင့်စည်းနေလိုက်ရပြန်သည်ရှင်ထဲမှာကျဉ်ကျက်လာ၏ကိုစောဘာနဲ့သွားလဲမမေခင်အေးအောင်လာခေါ်သွားရလေမမေခင်နှုံမှကိုစောပေါ်အပြစ်တင်တမ်းမကြားရမကြည့်ဝင်းပြောသလိုအေးအောင်ကိုသဘောမကျကြောင်းလဲဖွင့်မပြောပေတကယ်တော့ကိုစောအေးအောင်နဲ့တွဲနေခြင်းမှလည်းအလုပ်တစ်ခုနဲ့ပတ်သက်သည်သာသူတို့ချိန်တွေကတော့အဆဆရရကိုတာတို့မကြည့်ဝင်းတို့ထပ်တာသည်အေးအောင်ကလည်းတိတိဖွဲဖွဲကိုကင်တွယ်ထက်သူမဟုတ်ဒါကြောင့်လည်းမေမေခင်ကသဘောမကျသည့်တိုင်ဘာမှမပြောခြင်းဖြစ်ရမည်သူနဲ့ကိုကိုကြီးပေါ်ထားရှိသောမေမေခင်သဘောထားများကရောဘလို့ရှိပါမလဲလင်းလင်းမောနေပြီလားအိမ်ဘက်သွားရအောင်ကိုကိုကြီးတွင်ကတရင်တနည်းရှိလာ၍မေမေခင်ကသဘောကျစွာပြုံးနေသည်အင်ကြီးလဲလိုက်အောင်မေဒီညဒီမှာပဲအိမ်တော်သမီးမေမေခင်ကမကြည့်ဝင်းစီမှာမအိတ်စေခြင်း၍ပဲလားလင်းလင်းကခေါင်းသာညှိပြလိုက်မိသည်ပေါ်ပါတော့အင်ကြီးလေးကိုလဲလှယ်ဝစ်စင်ပြီးပြန်ဆင်းလာတော့ကိုကိုကြီးသည်သူ့ကိုချမ်းပြင်းမှရက်ဆောက်နေသည်ကိုတွေ့ရ၏အိမ်သက်ဘက်ကိုဆင်းလာစဉ်ကိုကိုကြီးကလင်းလင်းလက်များကိုလှမ်း၍စုပ်ကိုင်ရင်ရှေ့မှဆင်းသွားသည်ကိုကိုကြီးလက်များကနှွေးထွေးလို့ပါလားကိုကိုကြီးကိုဒီလောက်စိတ်ကူးကောင်းလိုက်မယ်လို့လင်းမထင်ဘူးကိုကိုကြီးရဲ့ကြည်စမ်းမီးလင်းဖိုလေးကတသက်ရက်လေးနဲ့တိတ်လှရပဲအဲကန်းနဲ့လဲလိုက်တယ်အစီအစဉ်မရှိပဲထဲလိုက်ရတော့ပုံစံပြတ်သွားလိမ့်မယ်ထင်နေရအပြင်မှာလဲကစားကွင်းကိုတေးသေးချာချာပြန်လှုပ်ထားတယ်ဟုတ်လားကိုကိုကြီးကလင်းလင်းကိုတိတ်ကူးဆိုင်တာပဲနော်အမတ်တမဲ့ပြောပြီးလင်းလင်းညနာများနီမြန်းလာသည်ကိုကိုကြီးကဗရင်းပေါက်များကိုလိုက်၍ဖွင့်နေ၏လက်ညှိုးတောင်ခေါ်သောတောင်တန်းကြီးကိုနီးကပ်စွာမြင်ရသည်တောင်ဆောင်မှတစ်ပင်ကြီးများသည်မြင်မလာ၏ဆောင်းညနေဖြစ်သည့်အလျောက်မြို့ကိုးတွေကပုံမထူထပ်စွာအုံဆိုင်နေသည်ကိုကြီးကတိတ်ဆိတ်ကူရင်တက်တယ်တဲ့မှန်တကားများကိုလိုက်၍စစ်ဆေးရင်ကိုကြီးကပြောသည်ဘသူကပြောရလဲကိုစော်လေးဘာဖြစ်လို့ရလဲမသိပါဘူးကွယ်ကိုကြီးကကိုစိတ်ကူနဲ့ကိုရှောက်လုံးနေတက်လို့ပဲထင်ပါရဲ့ကိုကြီးဒီရင်ကိုစဆောက်တာလင်းចောင်းစားတက်တဲ့နှစ်ကပဲလေကိုကြီးဟာလင်းလင်းနဲ့နှစ်ယောက်တူနေဖို့တစ်ချိန်လုံးစိတ်ကူးနဲ့ယူနေခဲ့ရတယ်လို့ဆိုလိုလေသလားဘာမဆိုလင်းလင်းအလိုဆန္ဒများကိုတဆင့်ကြားစကားနှစ်ပင်ဖြည့်စွမ်းပေးခဲ့တာအမှန်ကိုနှုတ်မူရများကအေးဆက်လွန်ပြီးစိတ်ထဲမှကြိတ်ပြီးစိုးရိမ်ပူပန်နေတတ်တာကိုလည်းရိပ်စားမိသည်တော်တော်များပြောသလိုကိုကြီးဟာလူကောင်းတစ်ယောက်ပါပဲကိုကြီးကအိမ်ပြင်သို့ထွက်၍ထင်းစများကိုကောက်လာခဲ့သည်မီးလင်းဖို့မွေးကြည့်ကြရအောင်ဒါကြောင့်ကိုစောကစိတ်ကူးရင်တယ်လို့ပြောရနေမှာပေါ့လင်းလင်းကိုလည်းပြောသေးရဲ့လေအုံကိုင်းလိုနေရာမျိုးမှာအနောက်တိုင်းဆန်ဆန်အခြေချမလို့လားဘာပဲဖြစ်ဖြစ်ပြောစရာကောင်းတယ်နော်ကလေးဆန်သောငယ်မှုငယ်သွေးများပြန်လဲဝင်ရောက်လာကကိုကြီးလက်ထဲမှာထင်းစများကိုယူပြီးမီးမွေးဖို့ဝိုင်းဝန်းပြင်ဆင်ပေး၏ဟုတ်တယ်လေအုံကိုင်းကမိုးကုတ်လောက်အေးမကဲဘူးဒီတော့မီးလင်းဖို့လည်းမလိုလောက်ဘူးပေါ့မီးစမီးဆွဲလေးတကူတက်လာသည်လင်းလင်းကပျော်ရွှင်ကြည်နူးစွာထိုင်ကြည့်နေမိ၏ကိုကြီးကိုကြည့်ရလဲပျော်ရွှင်နေတဲ့ပုံပါပဲတခါမှဒီနေ့လောက်တက်တက်ကြွကြွရှိရမမြင်ခဲ့ဘူးပဲကိုစော်တို့မေမေခင်တို့ကြောင့်ပဲဖြစ်ဖြစ်သူတို့ကိုကျေးဇူးတင်ရအောင်မည်တို့တိုင်အောင်အေးရောင်နဲ့ပါသွားသောကိုစောအကြောင်းကိုတွေးမိပြီးရှင်ထဲမှာမနာလိုစိတ်ဖြစ်လိုက်မိသေး၏လင်းလင်းကခြေနှချောင်းဆင်းကဒူးနှစ်ခုကိုကွေးပြီးလက်နှစ်ဖက်နဲ့ချိတ်ကထိုင်သည်ခေါင်းငုပ်ထားသဖြင့်စပင်များပခုံးပေါ်သို့ဝဲကျနေကြသည်ကိုကြီးကမီးဖို့ဒုတ်တစ်ချောင်းဖြင့်ထိုးဆွရင်လင်းလင်းကိုကျင်နာစွာငေးကြည့်နေသည်
ဒီလိုအေးဆေးတည်ငြိမ်တဲ့လူတယောက်တာယာရဲ့ရွာလေးမှာလှပတရက်တဲ့အိမ်လေးနဲ့ဘဝကိုစားရမှာဘလောက်ကြည်နဲ့စရာကောင်းတယ်လဲလင်းရင်ထဲမှာကြည်နူးမှုနဲ့လှုပ်ရှားစားပြူလာသည်ကိုစောနဲ့စကားပြောရတာလောက်ကိုရင်ထဲမှာပူလောင်ခြင်းမရှိရလဲအမှန်ပဲယခင်ဒါရီယိုဘာကြောင့်မတွေးမိရတယ်လဲဖြူဖွေးသောကိုကြီးမျက်နှာသည်မီးရောင်အောင်မှနေမြန်းစပြူလာသည်ယနေ့အထိကိုကြီးကသူ့ဇနီးလာကိုချစ်တယ်လို့မပြောသေးတာတတိယပြီးရီလဲရီခြင်းမိသည်ဘာရွေချက်မှမရှိပဲကိုကြီးနဲ့သူတို့နှစ်ယောက်သည်မီးလင်းဖို့ရှိမှစိတ်အေးလက်အေးထိုင်နေမိကြသည်စကားလည်းပြောစရာမရှိကြသလိုပင်သို့တော်ရင်ထဲမှာတော့နှွေးနေသည်ကိုကြီးကိုကြည့်ရသည်မှလည်းခံစားချက်တွေဖြင့်ဖြည့်ရှမ်းနေသလိုထင်ရသည်တကယ်ပဲကိုကြီးဟာစိတ်ကူးရင်တတ်သူပဲလားကိုကြီးရဲ့စိတ်ကူးထဲမှာလင်းလင်းတယောက်သာအမြဲရှိနေသည်ဆိုရင်တော့ကြည်နူးစရာပါပဲမောင်စားပြိုးလာပြီးအပေါ်ပြန်တက်ကြရအောင်စိတ်ငြိမ်သည့်ကဘာလေးပြက်ပြဲသွားသည်ကိုကြီးကထင်းစားကုန်နေပြီဖြစ်သောမီးလင်းဖို့ညှိမ့်သက်လိုက်၏ပြီးတော့မှန်သတင်းတကားများကိုလိုက်၍ပိတ်၏လင်းလင်းကလည်းတကားများကိုကို၍ပိတ်ပေးသည်ပရင်းပေါက်များများဖောက်ထား၍နှွေးခါတွင်လက်ဆက်သောလေနုအေကိုတဝါကြီးရှုနိုင်မည်ဖြစ်သည်လင်းလင်းနှင့်ကိုကြီးသည်ပရင်းဝါတစ်ခုမှနှစ်ယောက်တူဆုံမိကြသည်ကိုကြီးကတကားပိတ်နေသောလင်းလင်းကိုကို၍ပိတ်ပြီး၏နောက်ဆုံးဖြစ်ပိတ်လိုက်သောပရင်းတကားချက်နားမှာသူတို့နှစ်ယောက်ရက်နေမိသည်လင်းလင်းကနေရာမှထွက်ခွာပြီးပြူတော့ကိုကြီးကသူ့ခန္ဓာကိုယ်နဲ့ကွယ်လျက်သားဖြစ်နေသည်ကိုကြီးကနေရာမှမခွာသေးနီးကပ်လာသောအနေထားမှာအတန်ကြာရက်နေမိကြ၏တိတ်ဆိတ်ငြိမ်သက်သောပဝင်းကျင်သည်စိတ်လှုပ်ရှားပွဲပင်လေညီမသောကိုကြီးအရက်ကြောင်လင်းလင်းကမောကြည့်လိုက်သောအခါကိုကြီးရင်ခွင်ထဲသို့အလိုလိုရောက်သွားသည်ကိုကြီးသည်လင်းလင်းပခုံးနှစ်ဖက်ကိုစုပ်ကိုင်လိုက်၏ပြင်းပြင်းပြပြမဟုတ်ညင်ညင်တတပင်ကိုကြီးနဲ့လက်ထပ်ဖို့ကိစ္စကိုဘာဖြစ်လို့အဝေးရွှေ့ထားခြင်းရလဲညီမရဲ့လင်းလင်းဘာပြောရမည်မသိကိုကြီးရင်ခွင်တွင်သာမျက်နှာကိုအတန်ကြာအပ်ထားမိလေသည်ကိုစောပြန်လာကိုစောင့်ရင်ညဘက်လက်ဖေးရည်ချမ်းဝိုင်းသည်ပို၍ကြာသွား၏မိခင်တယောက်သာစကားတွေကိုလှိုင်အောင်ပြောနေသည်ပပဆေးတံကိုရှိုက်ရင်ခါတိုင်းလိုပင်အေးအေးဆေးဆေးထိုင်နေ၏ကိုသားမျက်နှာကတော့တိတ်မကြည်လင်လာပေလင်းလင်းတို့မရှိခင်မိခင်နဲ့သားမိနှစ်ယောက်စကားချေတင်ဖြစ်ထားကြသည်ဟုသိရသည်ကိုတာသည်လင်းလင်းကိုနောက်ပြောင်မှုသတိများတော့ပဲအပြင်ဘက်ညမောင်မောင်တွင်ထိုင်ကအပေါင်းအသင်းများနှင့်ဂီတာတီးနေ၏ကိုကြီးနဲ့လင်းလင်းကမိခင်၏စကားများကိုစိတ်ဝင်စားဟန်ဆောင်ကငြိမ်သက်နေကြလေသည်လင်းလင်းရင်ထဲမှာတော့ရှိမ့်မြမြဖြစ်နေသည်ပူလောင်ခြင်းတော့မဟုတ်စိတ်လှုပ်ရှားခြင်းလားကြည်နူးခြင်းလားမသိတတ်နိုင်ဒါနဲ့သမီးလင်းလင်းကအလုံးလုံးမှဆိုဘလောက်ကြာလုံးမှလဲအလုပ်ပဲကွာဘလောက်ကြာလုံးမယ်လို့ပြောလို့ရမလားကလေးကစားကြရမှာမဟုတ်တာချက်ချင်းလှုပ်ချက်ချင်းထွက်လို့တော့ဘယ်ရမလဲဘဘကဝင်ပြော၏လင်းလင်းကကိုကြီးကိုမောကြည့်သည်ခွင်တောင်းသည့်သဘောကိုကိုကြီးနားလဲဟန်တူ၏ခေါင်းကိုညှိပြသည်လင်းလှုပ်ချင်စိတ်ရှိသလောက်လှုပ်ပေါ့အေးလေပညာလေးတက်ထားတော့လေအလုပ်ကလေးကလှုပ်ချင်သေးတာပေါ့ကောင်းပါရဲ့လေအုံကိုင်းနဲ့ကြောင်းနဲ့လည်းတိတ်ဝေးရမှာမဟုတ်တာသမီးကလုံးမယ်ဆိုရင်အထက်တန်းပြဆရာမဖြစ်မှာနော်မသိသေးပါဘူးမေခင်ရဲ့ဟောတားကိုစောပြန်လာပြီအိမ်ရှိကိုအားလုံးတပြိုင်နက်တည်းလှမ်းကြည့်လိုက်မိကြသည်ကိုစောသည်ကားဖြစ်ပြန်လာခြင်းမဟုတ်ကိုစောကသူတို့ဝိုင်းကိုတစ်ချက်သာလှမ်းကြည့်ပြီးအိမ်ပေါ်ကိုတန်းတန်းမြင့်ဟန်ပြင်သည်တားရေလာပါအောင်လေကွယ်ဒီမှာလင်းလေးလေးရောက်နေရဲ့လင်းလေးကတော့ကိုစောဒီလိုချိန်မှာဘဘရှိသို့လာခြင်းမီမဟုတ်ကြောင်းသိနေသည်မေခင်ကလည်းမကောင်းတက်၍ခေါ်လိုက်ရဟန်တူ၏လင်းလေးရောက်နေမယ်ဆိုတာတားသိပါရဲ့မေခင်ရဲ့ခုလိုအခါမျိုးမှာကိုစော၏စကားများမူမမှန်တက်တာကိုသတိရပြီးလင်းလင်းစိတ်ထဲမှာပူသွားမိသည်ခဏမထိုင်တော့ဘူးလားမေခင်တို့ဝိုင်းကကျွန်တော်ရှိကြလို့လားကိုကြီးသည်လည်းကိုစောအကြောင်းသိဟန်ပြလှည့်မကြည့်တော့ပေကိုစောအိမ်ပေါ်သို့တက်သွား၏သူတို့ဝိုင်းသည်ပုံမသွေးချောက်သွားသည်ပြောစရာစကားလည်းရှာမရတော့လင်းလင်းကမတိမတာတန်းဝေလိုက်သည်လင်းအိတ်ချင်အိတ်တော့လေမေခင်နဲ့လိုက်သွားဟုတ်ပါရဲ့လာကွယ်အိတ်ကြစို့မနှက်ကြရင်ခြံဘက်သွားကြအောင်မလားကိုကြီးကလင်းလင်းကိုလှမ်းကြည့်သည်လင်းလင်းကမျက်လှကိုချပစ်သည်မနဲ့စောစောပြန်မယ်မေခင်မေကတိတ်နေမကောင်းအေးအပေါ်တက်တွင်အိတ်ခမ်းများကိုကန့်သက်ထား၏မေခင်တို့ကတခန်းကိုစောကတခန်းကိုကြီးနဲ့ကိုတာတို့ကအောက်ထပ်မှာအိတ်ကြသည်မေခင်ကလင်းလင်းအတွက်တနခါးကန်းလေးမှာတတရပြင်ပေးသည်ကိုစောအတွက်လည်းစိတ်ညစ်တယ်လင်းလင်း၏သူ့အဖေကလည်းအရက်တောက်တာကိုတိတ်ကြိုက်တာမဟုတ်ဘူးသူကလည်းတနေ့တလေတောင်မတောက်ဘဲမနေဘူးကားကိုလည်းတိတ်မောင်းချင်တာမဟုတ်ဘူးလင်းလင်းရဲ့ခတ်ပါရဲ့ကွယ်
ကိုစောကအရက်တော့ပင်မဲ့အေးစစ်စစ်နေရမဟုတ်လားမမေခင်ရဲ့လင်းလင်းကပြန်ပြောစရာစကားမရှိ၍အားပေးစကားပြောလိုက်ရသည်သူ့အဖေကတော့ကြောက်တယ်လေဒါနဲ့သမီးတို့ကိစ္စရောတိုင်ပင်ကြသေးလားကိုကြီးနဲ့မင်္ဂလာကိစ္စလေမမေခင်ကတော့လူငယ်ချင်းညီနိုင်စေခြင်းနဲ့လူကြီးရဲ့သဘောကြီးပဲလည်းမဖြစ်စေခြင်းဘူးလေမမေခင်ကလက်ပတ်မိတော့လဲလင်းလင်းမျက်နှာမလုံးမလဲဖြစ်ကနီးမြန်းလာသည်ကိုကြီးသဘောပါပဲမမေခင်ရဲ့မမေခင်ကပြုံးလျက်အပြင်သို့ပြန်ထွက်သွား၏ကိုစော၏အခန်းစီမှာတာမီနှစ်ယောက်တူတူကြိတ်ကြိတ်စကားပြောနေတဲ့အကြောင်းကြားရသည်လင်းလင်းကပရင်းတကားကိုထောက်ဖွင့်လိုက်၏ညအမှောင်မိုက်လာသည်ပဝင်းကျင်သည်တိုးကြီးမြတ်မဲဖြစ်နေ၏လေကအေးလာသဖြင့်တကားကိုပြန်ပိတ်လိုက်ရသည်ကိုတာတို့လူသား၏တချင်းတန်တက်တဲ့ကိုကြားနေရသေးသည်အခန်း15တကယ်ပဲလားမကြည့်ဝင်ရဲ့မဟုတ်ပဲနဲ့ကိုတာပြောမလားလင်းလင်းရဲ့လင်းလင်းကစိတ်ရှုပ်ထွေးစွာခေါင်းခါရမ်းမိ၏အေးလေဖြစ်နိုင်ပါရဲ့မဟုတ်ဘူးတကယ်လင်းလင်းရဲ့ကိုစောအကြောင်းသိရမဟုတ်လားမူးရင်စကားတွေရှော့ရှော့ပြောတာလေအမေကိုကြီးကိုလည်းအထင်မသေးနဲ့ဆရာသူကလည်းပြက်ပြက်တသားပြောတာပဲလင်းလင်းကိုလက်ထပ်ဖို့စီစဉ်ခဲ့တာလူကြီးရဲ့သဘောကြောင့်ကြီးမဟုတ်ဘူးတဲ့သူကိုယ်တိုင်ကလည်းနှစ်သက်လို့တဲ့အခုမှတော့နောက်မဆုတ်နိုင်ဘူးတဲ့ဒါပေမဲ့ကိုကြီးကခဏတိကိုချစ်တယ်လို့မပြောသေးရတော့အမှန်ပဲကိုကြီးကတူတိတ်တိတ်နဲ့ချစ်နေသလားမှမသိတာဒါကြောင့်လေကိုစောကလင်းလင်းကိုမချစ်ပဲနဲ့မယူသင့်ဘူးဘာညာပြောတော့မခံမရနိုင်ဖြစ်နေရနေမှာပေါ့လင်းလင်းကစိတ်မောစွာတက်ပြင်းကိုချလိုက်မိသည်ဒါကြောင့်ကိုရဲ့မူရာတွေထူးထူးခြားခြားပြောင်းလဲနေရအောင်မကြည့်ဝင်ပြောသမျှကတော့မဖြစ်နိုင်စရာအကြောင်းမရှိကိုကြီးနဲ့ကိုစောတို့စကားများကြသည်ရဲ့ထုံးစံအတိုင်းကိုစောကမူတော့သူပြောချင်အောင်မထိတ်မသိမ့်မဲ့ပြောသည်လင်းလင်းကိုမချစ်ပဲနဲ့လက်ထပ်ဖို့မသိဟုဆိုသည်ရဲ့ကိုကြီးကလည်းသူချစ်သလားမချစ်သလားဘယ်လိုလုပ်သိတယ်လဲဟုပြောသည်ဆိုပဲဒီတော့ကိုစောကကိုကြီးရတာချစ်ချင်မြည်လင်းလင်းကတော့လူကြီးရဲ့စီမံလို့သာကောင်းညံ့ရပြီးကိုကြီးကိုတော့စိတ်ဝင်စားမှုရှိမြင်မှထင်ဟုပြောသည်ရဲ့ဒီလောက်ထိအောင်ဖြစ်သလားမကြည့်ဝင်ရင်ဒါရီမေမေခင်ရောသိသလားယင်သိမှာပေါ့ကိုစောကနောက်ထပ်စကားတွေများနေတော့ကိုကြီးကဒီကိစ္စနဲ့ပတ်သက်ပြီးမင်းဘာမှထပ်မပြောနဲ့ဆိုပြီးကိုစောကိုထိုးမဲ့ကြိတ်မဲ့အောင်လုပ်သေးရဲ့ဆိုပဲဟုတ်လားဒီလိုမှန်းသိကိုလိုက်မလာပါဘူးကွာမျက်နှာပူလိုက်တာပူမနေနဲ့ရောင်းမကြီးမေမေခင်ကတော့မင်းကိုလက်လွတ်မခံပါဘူးစိတ်ချကိုကြီးနဲ့ပဲဖြစ်အောင်စီစဉ်ပါပဲကိုစောကားဝယ်ဖို့လဲမင်းတို့ကငွေထုတ်ပေးထားရတယ်ဆိုဒါကကိုမေမေသဘောရိုးနဲ့ကူညီရပါကွာဒါပေမဲ့မေမေခင်ကအကွက်စီရယ်နော်ခုတောင်ကိုစောနဲ့အေးအောင်တို့တွဲနေအောင်ဘာမှမပြောရတာကြည်ပါလားပိုတို့ကိစ္စကိုလည်းလုံးဝကြည်နေတာမဟုတ်ဘူးကိုကတော့ကိုတောက်ကိုပြောလိုက်ပါကိုစောကြောင့်မမအသေးကွဲရပေမဲ့ကိုကတော့ကိုတောက်အတွက်အသေးမကွဲချင်ဘူးလို့ဒါပေမဲ့လည်းကိုတောက်သဘောပါပဲလို့ကိုတို့ယူပြည့်လဲသူကိုတို့အိမ်ကိုဆင်းလာမှဖြစ်မယ်လို့ပြပြတသားပဲပြောထားတယ်စိတ်တွေညစ်လာပြီးမကြည့်ဝင်ရင်မနေ့ကတော့ပြောသလိုလိုရှိတာဘာလို့ပြောရလဲမသိပါဘူးကွာမကြည့်ဝင်ရလင်းလင်းကိုစူးစမ်းသည့်မျက်လုံးများဖြစ်ကြည့်သည်ဒါနဲ့ကိုတခုမေးပြစီအောင်ကိုကိုမကွယ်မဟုတ်ပဲပြောစမ်းမအောင်မင်းဟာကိုကြီးကိုမချစ်ပဲနဲ့ဘာလို့ဇွတ်မိတ်ပြီးယူမလဲအိုးဟုတ်တယ်ကိုသာဆိုရင်တော့ကိုချစ်တဲ့သူကိုပဲယူမှာပဲရှင်းမဲကိုကဘသူ့ကိုချစ်နေလို့လဲကွယ်အေးလေအဲ့ဒါကိုမီးရပေါ့မင်းကိုမင်းမသိဘူးလားကိုတို့ကတော့မင်းကိုစောကိုချစ်နေရလို့ပဲထင်တယ်အိုးဟုတ်တယ်လေကိုစောကလည်းအဲ့လိုပဲထင်နေရကိုကြီးရောဒီလိုပဲထင်နေသလားဒါတော့ဘယ်သိမလဲဒါပေမဲ့ तू ကနောက်မဆုတ်ဘူးလို့ပြောပြီးပြီပဲရှင်ထဲမှာဆူဆူရှာရှာဖြစ်သွားသည်ခန်းစားချက်၏အနက်အဓိပ္ပာယ်ကိုသိချစွာခွဲခြားမပြတတ်တသက်တာတွင်ရှင်ထဲမှာအထီးခိုက်ရဆုံးဆိုတာကိုတော့သိ၏တပ်ပြင်းချတန်သည်ကျေလောင်လွန်းလာ၏ကိုစောနှင့်ပတ်သက်ပြီးကိုစိတ်တွေလှုပ်ရှားမိရတော့အမှန်ပါပဲမကြည့်ဝင်ရဲ့ဒါပေမဲ့ကိုမမှန်ချက်ချင်းသိပါရဲ့မင်းနဲ့ကိုကြီးကအသက်ချင်းသိကွာရဲ့နော်10 နှစ်လောက်ပါအင်းလေတစ်သက်လုံးလက်တွေ့ရမယ့်ကိစ္စစဉ်းစားဖို့ကွာစဉ်းစားဖို့မလိုပါဘူးကိုကြီးကိုပဲယူမှာမကြည့်ဝင်ရလင်းလင်းကိုစူးစမ်းသောမျက်လုံးများနှင့်ငေးကြည့်နေသည်အေးလေတရားလုံးလို့သိထားတဲ့ကိစ္စဆိုတော့ဒီလိုပဲဖြစ်တင်တာပေါ့လေဒါကြောင့်ကြီးပဲလည်းမဟုတ်ပါဘူးမကြည့်ဝင်ရင်အခန်း16အေးရဲ့အရက်ဆိုတော့ခန်းစည်းအယောင်တောက်လေးတွေနဲ့မှလှမှာပေါ့နော်မမေတို့မျက်စိကသမီးတို့လိုပဲခင်မိရောမလဲကွယ်သမီးကဘာရောင်ကြိုက်လို့လဲ
အစိမ်းနုလေးမကောင်းလားမမေကောင်းသားပဲကိုကြီးအိမ်ဟာတိတ်လင်းတာပဲမမေရဲ့ဗရင်ပေါက်တွေလည်းများရဲ့ဗရင်ပေါက်တိုင်းမှာခန်းစီတစ်ဝက်စီတက်ရမယ်ကောင်းတာပေါ့မမေကလည်းကောင်းတဲ့ကြီးပဲပြောနေမမေလည်းဖေးဖေးလိုဖြစ်လာပြီမမေကရည်သည်ရှင်လန်းတက်ကြွနေသောသမီးကိုကြည့်ကမမေရင်ထဲမှာကြည်နူးနေဟန်ရှိတော့လဲလင်းလင်းအမူအရာများကိုမမေကတန်တရားဖြစ်နေလေပြီထင်၏မမေခင်တို့ဘက်မှမင်္ဂလာရက်ကိုတတ်မှတ်လာသည်တနေ့ကြာအောင်စောင့်ဆိုင်မနေစေခြင်းတော့ရှားထားသည့်ရက်အတိုင်းဆိုလျင်3လခန့်သာလိုတော့သည်မမေကလင်းလင်းသဘောတိုင်းမှဟုလွှဲပေးလိုက်သည်လင်းလင်းကကိုကြီးသဘောပါဟုပြန်လွှဲသည်အရာရာသည်အစဉ်ပြေချောမွေ့လျက်ရှိသည်ကိုကြီးကသူ့အိမ်ကိုအပီးသက်မုံမှန်ပြင်ဆင်နေသည့်နီးတူလင်းလင်းကလည်းလိုအပ်သည့်ထင်သမျှကိုစူဆောင်းဖြည့်ဆည်းနေ၏ကိုစောတယောက်တော့အဝေးပြေးကားကိုစတင်ပြေးဆွဲလျက်ရှိလေပြီတရခြားတစ်ခါမန္တလေးမှာညအိပ်ရသောကိုစောကိုတိတ်လည်းမတွေ့ရတော့ကိုစောသူ့အလုံးမှာစိတ်ပါဝင်စားမှုရှိသည်မရှိသည်တော့မသိရမမေခင်ကတော့သဘောကျကျနှံ့လျက်ရှိသည်အားလုံးသည်နေသားတကြဖြစ်နေကြ၏ဒီဇင်ဘာဆိုတော့တိတ်အေးရရက်ပဲနော်ဘဲဥတို့တော့နေနိုင်ပါမလားမသိဘူးသမီးတငယ်ချင်းတွေကတကယ်လာမလားသမီးရဲ့လာမမမေရဲ့တိတိကျကျမှားထားတာသူတို့ကလည်းလက်ထပ်ပြီးကစားဆိုတော့ဟန်နီမွန်ဖြစ်လာကြမှာဒီကြားထဲမှာတငယ်ချင်းတွေစီစိတ်လိုလက်ရစာရေးခဲ့သည်သူ့ရဲ့မင်္ဂလာပွဲကိုဆက်လာလေးစေခြင်းသည့်အကြောင်းလေးတစ်ဖွဲတွနဲ့ရေးလိုက်၏စာရဲမှာလေးတန်းဤအမျိုးမျိုးပြောင်းနေသောလင်းလင်းအခြေအနေကိုတငယ်ချင်းတွေလည်းမြည်တို့ထင်မြင်ချက်ပေးနေကြမည်မသိလင်းလင်းကတော့တစုံတစ်ခုကိုရတိပြတ်ဆုံးဖြတ်ပြီး၍စိတ်ထဲမှာပေါ့ပါနေသည်သူတို့လာရင်မန္တလေးအထိစင်းကြုံမှဖြစ်မှာနော်ဟုတ်တယ်မမေအဲ့ဒီကြရင်တော့ကိုစောကာကို2ရက်လုံးဆွဲထားရမယ်သမီးလည်းစင်းလက်စနဲ့မန္တလေးမှာဝဲကြရှိရလေးတွေဝယ်ရမှာကိုစောတယောက်တော်မလာတာကြပြီလင်းလင်းစကားသက်များတိတ်ဆိတ်သွားတော့လဲမျက်နှာမူရာတော့မပြောင်းလဲတော့သူ့စိတ်တွေတည်ငြိမ်စားပြုပြီဆိုတာမေမေသိရလားမသိခုတော့အလုပ်ကိုတိတ်စူးစမ်းနေရလို့မေမေခင်ကပြောတာပဲခင်တယောက်ကလည်းဆန္ဒကတိတ်စော်တယ်မွေးထားတာကလည်းသားရည်ကြီးပဲဒါပေမဲ့မကြည့်ဝင်တော့အပေါ်မှာတော့တစ်ဖက်သက်ကြလွန်ပါရဲ့မမေရဲ့ဒီလောက်ခါခါတီးတီးဖြစ်ဖို့မကောင်းပါဘူးမမေလည်းသမီးတို့အိမ်ကိုတစ်ခါလောက်သွားကြည့်ရုံပဲမမေစကားကိုကြားရတော့လင်းလင်းရင်ထဲမှာဝမ်းနေသွားမိသည်တကယ်တမ်းကျတော့သူချစ်တဲ့မမေနဲ့ခွဲရတော့မှာပါလားစိတ်သွားတိုင်းကိုမပါနိုင်တော့သည့်မမေသည်တူးတဲ့သောသမီးကိုလည်းရင်ခွင်ထဲကခွဲထုတ်လိုက်ရပေုံမည်ဒီလိုဆိုတော့လေမမေကိုတနာမိသည်တကယ်တော့ကိုကြီးကသူ့ခြံတွေကိုတန်ရောစင်ရှိနေလို့ဒါပါနော်သမီးတို့မမေတို့နဲ့တူတူနေလဲဖြစ်တာပါပဲဒီလိုလဲဘယ်ဟုတ်မလဲသမီးရဲ့လူဘွားဆိုတာကိုလန်းကိုသွားကြရတာသမီးအလုံးလုံးရရင်တော့မမေတို့စီတနေ့တစ်ခေါက်ရောက်မှာပါပဲသမီးလောက်ကဘရောရမှာလဲသမီးတို့လက်မထက်ခင်တော့ခန့်ကျင်ခန့်တော့မှာမမေသည်ဘရင်ဘောက်ကိုမေးတင်ကငေးနေ၏ဖေဖေပြန်လာသည်ကိုမမေမြင်တော့လဲဘာမှမပြောလင်းလင်းရတာဖေဖေကိုစီးကြိုရန်အောက်သို့ပြေးဆင်းခဲ့သည်ဖေဖေသည်သူ့ထုံးစံအတိုင်းဖြည်းဖြည်းမှန်မှန်ပင်ရှောက်လာနေ၏လင်းလင်းကဖေဖေလက်မောင်းပြေးပြီးဖတ်တယ်လိုက်စဉ်ဖေဖေကစကားတစ်ခုကိုတိုးတိုးပြောသည်ကိုတာအိမ်ကထွက်သွားလို့တဲ့လင်းလင်းစိတ်ထဲမှာရုတ်တရက်အံ့ဩသွားတော်လဲချက်ချင်းပင်အခြေအနေကိုသတိရလိုက်သည်ဘယ်ကိုထွက်သွားလဲဖေဖေမကြည့်ဝင်နေလားမဟုတ်ဘူးသမီးရဲ့မကြည့်ဝင်လဲအိမ်မှာရှိရဲ့ခင်ကတော့ဒေါ်ပွားနေရပေါ့မကြည့်ဝင်တို့ကိုလည်းမပြောတာသူ့သားကိုလည်းရှာမတွေ့ဖေဖေကိုဘသူလာပြောတယ်လဲအုံကိုင်းရလူတွေနဲ့တွေ့လို့ပြောတာပဲအိမ်ပေါ်ကိုတက်လာတော့အိမ်ရှိမှဒုက္ခကိုအားပြု၍လမ်းလျှောက်နေတော့မမေကိုတွေ့ရသည်ဖေဖေစီကသတင်းကိုဖောက်သေးချတော့မမေကအံ့ဩဟန်မပြလေဆဆရရလူငယ်တွေကိုဖြစ်စေခြင်းတို့ဖန်တီးလို့မရဘူးဆိုတာခင်သဘောပေါက်ဖို့ကောင်းတယ်မမရောသဘောပေါက်ရဲ့လားဖေဖေပြောကြောင်းမမေမျက်လုံးများညှို့မိုင်းသွားသည်ဖေဖေကလည်းမမေကလူငယ်ရဲ့စိတ်ကိုတိတ်နားလဲပါတယ်ဘာမှအတင်းကျပ်မလုပ်ပါဘူးသမီးသိပါတယ်လင်းလင်းကမမေလက်မောင်းများကိုဖေးမရင်ပြောလိုက်၏ဒီလိုဆိုလဲကောင်းပါဗျာမေမေသည်နေရာမရက်လျက်သမီးဖြစ်သူ၏မျက်လုံးများကိုစူးစိုက်၍ကြည့်လေသည်အဲ့ဒါပဲကြည့်တော့မမကြီးခေတ်ကာလသားသမီးများမိဘကိုစိတ်ဆင်းရအောင်တော်တော်လုပ်တယ်ဒီလိုလဲဘယ်ဟုတ်မလဲခင်ရဲ့မမတို့တော့ကတော့လူကြီးစကားနားထောင်ဖို့ကလွယ်ရင်ကိုပိုင်ဆုံးဖြတ်ချက်ဆိုတာလည်းမရှိခဲ့ကြဘူးမဟုတ်လားခုလူငယ်တွေကတော့သူတို့စွမ်းစားနေသူတို့မဟုတ်လားခင်ရဲ့ဘာစွမ်းစားလဲမမရဲ့နောက်တော့မိဘကပဲပံ့ပိုးရတာ
သူတို့ကသူတို့ရက်တည်နိုင်တော့လေကောင်းသားသူတို့ကမမတို့ထက်တတိရှိကြရခင်မမေခင်ကတော့မမေကြီးစကားကိုသဘောတူညီပုံမရကိုတာတယောက်အိမ်ကိုပြန်မလာပဲဆန္ဒပြနေခြင်းအတွက်မကြည်မနှက်ဖြစ်နေလေသည်လင်းလင်းကမိမိလှုပ်ချင်ရာကိုချက်ချင်းစွမလုပ်သေးပဲခိုင်ခိုင်မြဲမြဲရက်တည်နေသည့်တငယ်ချင်းနှစ်ဦးကိုများစွာဂုဏ်ယူအားကြမိ၏ဘလောက်တတိရှိမလဲစောင့်ကြည့်ရမှာပဲသူတို့လှုပ်ချင်သူတို့လှုပ်ရင်တော့ခင်ကတပြားမှမပေးဘူးမမကြီးသူတို့ဘာသာရှာစားကြပြီတော့ငွေကိုရအောင်ရှာရတယ်ဆိုတာလွယ်ရမှမဟုတ်တာခုဆိုကိုစောတော်လက်တွေကားမောင်းရတော့ပင်မမှန်တိနေပြီကိုစောတယောက်တောင်မတွေ့ရကြပြီကားကနေတိုင်းထွက်သလားတရက်ထွက်တရက်နားပဲလေသူ့အတွက်အလုပ်တစ်ခုမေမေရဖြစ်သွားတော့ဝမ်းသာရတယ်မမကြီးကိုစောကြောင့်ပြောကြတော့လင်းလင်းမျက်နှာကိုငုံထားမိသည်ဘာဦးမြဝင်ပြီးဆွေးနွေးခြင်းမပြုဒါထက်ခင်ကိုကြီးတို့ကိစ္စရောဘလို့စီစဉ်ထားသလဲမမေခင်ကလင်းလင်းဘက်လှည့်ပြီးပြုံးပြသည်ကိုကြီးကတော့မင်္ဂလာပွဲငွေကုန်ခံပြီးကြီးကြီးကျယ်ကျယ်လုံးမနေခြင်းဘူးတဲ့အဲ့ဒါသုံးမဲ့စားရှိနေဖို့ထိုင်ဖို့ပဲသုံးချင်တယ်ဗမော်မလည်းလက်ဖက်ချံတစ်ချံထပ်ဝယ်အောင်ပဲပြောတယ်ဟုတ်တယ်မမလည်းသဘောကျတယ်ပကာတနာတွေလုံးနေမဲ့အစားအတိတ်ပဲရှိရလုံးရင်ပိုကောင်းတာပေါ့အခုတော့အိမ်ကိုအစွမ်းကုန်ပြင်းနေရပဲမမရေကိုကြီးကစကားနဲ့ပင်မဲ့ရှီမန်းချက်တိတ်ကြီးရတခုပဲမေမေရောလင်းလင်းရပါမေမေခင်ကိုကြည့်လိုက်မိကြ၏ကိုကြီးကကျမ်းမကြီးကမကောင်းမမလည်းသိတာပဲငယ်ငယ်လေးကလေးကချူကြတာခုလဲဆရာဝန်ကဆေးရုံတက်ရင်ကောင်းမယ်အောင်ပြောနေရအာရစာလို့ပြောနေရဲ့ဟုတ်လားဘသူနဲ့ပြရလဲလေးလေးမျက်နှာတွင်စိုးရင်ပူပန်သည့်အငွေအသက်တွင်ရှက်တန်းလာသည်သူတငယ်ချင်းဒေါက်တာတင်အောင်နဲ့ပြတာပဲအစတော့ရိုးရိုးဆိုင်ဆိုပဲဆိုပြီးပေါ့နေရလေကျမ်းမာကြီးကအရေးကြီးရခင်မမကိုကြည့်ပါလားကျမ်းမာကြီးမကောင်းတော့ဘာမှအသုံးမကျတော့ဘူးလူပိုကြီးလိုဖြစ်နေပြီဒီလိုတော့လည်းမဟုတ်ပါဘူးမမေရဲ့မမေအတွက်အားပေးစကားပြောရင်ကိုကြီးเจ้าကိုတွေးနေမိသည်ကိုကြီးဟာတကယ်ပဲစိတ်ကူးရင်တက်သူတယောက်ပေပဲသို့တော်စိတ်ကူးသာရင်ပြီးလက်တွေ့အကောင့်ထဲမဖော်တတ်သူတော့မဟုတ်တော့မှဖွင့်ရပြောဆိုရန်ဝင်လေးတက်သူသာဖြစ်ချေသည်သို့တော်မကြည်ဝင်းပြောသည့်စကားများရတော့ကိုကြီးသည်ပြက်ပြက်တသားပြောဆိုတတ်သူတယောက်ဖြစ်နေပြန်သည်ထိုအကြောင်းကိုတွေးမိပြန်တော့မေမေခင်တို့မေမေတို့ရှိမှထိုင်နေရကိုလိပ်ပြမလုံးဖြစ်မိပြန်သည်မေမေခင်ကဘာမှမဖြစ်သလိုနေသည့်အတွက်လည်းအံ့ဩရသည်ကိုကြီးကိုလည်းပြောခင်ကျမ်းမရေးကိုဂယူဆိုင်ပြီးတိတိကျကျကုဖို့သူတို့ကိစ္စအတွက်လည်းတိတ်ပြီးအပင်ပန်းခဲ့စရာမလိုပါဘူးတယောက်သဘောတယောက်သိပြီးသားလူတွေပဲခင်လည်းအဲ့ဒါပြောတာပေါ့ထွက်လာကြာသွားပြီးခင်ပြန်တော့မယ်ပစ္စည်းတစ်ခုလာပြတာအဆင်ပြေမမတို့စီကယူထားတာလေးတခါလေးကြည်သွားအောင်လို့ဒီအတွက်ခေါင်းထဲမှာမထည့်ပါနဲ့ခင်ရဲ့သွားမယ်သမီးလင်းသည်မေမေခင်ကိုအောက်သို့ဆင်းကခြံဝါးကြည့်လိုက်ပို့သည်တစုံတယောက်ပြောမိဟုအရှိန်ယူနေပြီးမေမေခင်ခြံပြင်ရောက်မှလှမ်းပြောပြသည်ကိုကြီးကိုပြောလိုက်ပါဦးမေမေခင်ရဲ့လင်းလာခဲ့အောင်မယ်လို့ဒီနေရာကိုဘာလို့လိုက်လာလဲသမီးရဲ့သမီးကားခဏယူသွားခြင်းနဲ့ဖေရော့ဖေကကားတော့လမ်းပေးသည်ကလတ်တွင်းမှထိုင်နေသောလူများစီမှမျက်လုံးပေါင်းများစွာနောက်မှကျဲရ၏လင်းကအိမ်ရီမပြတ်ထွက်ခဲ့သည်ကားကိုထင်းရှူးချန်သို့ဦးတီမောင်းလာခဲ့၏ခြံထဲမှာဆရာမကြီးကအတင်းဆောင်နေသည်လာသမီးဆရာမကြီးခြံထဲကိုရောက်လာလျင်အလိုလိုအေးချမ်းစမြဲပင်သမီးလာမယ်ဆိုလို့မှုပေါင်းလှုပ်ထား၏ဧကန်ကိုကြော်၍ထမင်းစားကန်ထဲဝင်ခဲ့၏ဆီယမကြီးသည်သူ့တပည့်အတွက်စားတော့ဖွယ်ရများကိုစိတ်လိုလဲရပြင်ဆင်ထားသည်ဘဲနဲ့လေသမီးတကယ်လုံးလို့ရမယ်ဆိုတော့စိတ်ပါသေးရဲ့လားဆီယမကြီးကရောက်ခရဲရစကားတစ်ခုမှမပြောဘဲတိတ်ဆိတ်ငြိမ်သက်နေသောလင်းကိုတေးသေးချာချာကြည့်၍မေးသည်စိတ်ဝင်စားပါရဲ့ဆီယမကြီးရဲ့တခုပဲစိတ်ပူနေရပါလင်းကစာတင်တဲ့နေရာမှာအဝင်ခွင်ကြဖြစ်ပါမလားလို့ဒါကတော့သမီးရဲ့ဘယ်ရမဆိုစေတနာပါလာရင်ကြိုးလဲကြိုးစားမယ်ဆိုရင်ကောင်းလာကြတာကြီးပါပဲဒီချယ်တို့ကသမီးတို့လိုလူငယ်တွေကိုပို့ပြီးအလုံးလုံးစေခြင်းနဲ့ဒီချယ်တို့ကအသက်ကြီးပြီလေရှင်းနေဆိုပေးစင်တင်တော့မယ်ဆီယမကြီးကစေတနာနဲ့ထဲ့ကြွေးသမျှကိုစားရင်စိတ်ကအဝေးသို့ပြန်လွင်နေသည်ကိုကြီးဟာကျမ်းမကြီးကောင်းသူမဟုတ်ဘူးငါအလုံးလုံးရင်မိုးလျမိုးချုပ်အင်အားထွက်ရမှာအိုးခုမှကိုကြီးအတွက်ဘာကြောင့်ဒီလောက်စိတ်ပူနေမိရသလဲဟိုတလောရအောင်မောင်းစောအောင်လာတော့သေးရဲ့ဟုတ်လားဘာလာလို့တာလဲဆရာမကြီးကတိမ်ဝင်းစာပြုံးပြသည်
တခါတီချာမရှိတော့လင်းတို့စိတ်ကောက်ပြီးထွက်သွားကြတာလေမှတ်မိလားအဲ့ဒါလားပြောတာလင်းကခေါင်းငုံထားသည်သမီးခုလက်ထက်မှာသူနဲ့အဖေတူမေခွဲကိုကြီးဆိုဟုတ်ကဲ့ဆရာမကြီးကတစုံတစ်ခုကိုပြောလို့ဟန်ရှိတော့လဲဘာမှမပြောသမီးတို့လက်ထက်မှာဒီဇင်ဘာနော်ဟုတ်ကဲ့သမီးဒီဇင်ဘာကျောင်းပိတ်ရဲ့အပီးလောက်မှာအလုံးဝင်ရမှာပဲဖြစ်ပါတယ်ဆရာမကြီးသမီးအလုံးလုံးဖို့စိတ်ဝင်စားသေးရဲ့လားအိုးလင်းလုံးချင်ပါတယ်ဆရာမကြီးရဲ့လုံးမှာပါကိုကြီးကလည်းလှုပ်စီချင်တာပါပဲအေးကွယ်ကောင်းတာပေါ့ဒီလိုဒေတာမျိုးမှာတခြားနေရာလဲဇီးစကကြီးလို့မနေနိုင်ညဝလူငယ်တွေကလည်းအယောင်းဝဲသားစိတ်ဝင်စားကြလေရောသမီးတို့လိုပညာတတ်လူငယ်တွေအလုံးဝင်လောက်တာကောင်းတယ်ကွယ်ဟုတ်ကဲ့ဆရာမကြီးလက်ရဒေတာစားစာများကောင်းလာတော့လဲလင်းကမြင်ရရှက်ရမရှိလားသမီးပဲသွားကြရှိလို့လဲလင်းရေကဲကိုကြည့်ပြီးဆရာမကြီးကမေးသည်အုံကိုင်းကိုသမီးတယောက်တည်းကောင်းမောင်းသွားမှာလားဟုတ်ကဲ့မောင်စောအောင်နဲ့တွေ့အောင်မလားသူကားမောင်းထွက်နေရင်တော့တွေ့မှာမဟုတ်ဘူးဆရာမကြီးတွေ့ရင်ပြောလိုက်ပါကွယ်တီချာကြီးစီလာခဲ့အောင်လို့သူကတီချာလုပ်တဲ့ဝတ်သားချင်းကိုသိကြိုက်တာကွယ်ဟုတ်ကဲ့ဆရာမကြီးကိုနှုတ်ဆက်ပြီးကားကိုခြံထဲမှမောင်းထွက်ခဲ့သည်ထင်းရှူရိမ်မှထွက်ခွာလာပြီးလမ်းမပေါ်ရောက်သည်နှင့်လင်းစိတ်များပေါ်ပါစားပြုလာ၏စိတ်လျင်နှင့်အတူကားလေးသည်ကွေးကောက်ဝေးဝိုက်ကအရှင်ကောင်းစွာပြေးလွှာလာခဲ့သည်ကိုကြီးကိုတိတ်တွေးကျင်လာသည်အခန်းဆက်ခွန်မတွေ့ရသည့်ရပိုင်းအတွင်းမှာပင်ကိုကြီးသည်များစွာချုံကျသွားသည်မြင်မသောရက်ကြီးသည်ကိုင်း၍ပင်နေသည်မင်္ဂလာငွေသက်များဖြင့်ထုံမွန်းလျက်ရှိသောအိမ်သစ်ထဲမှာကိုကြီးတယောက်တည်းအေးဆေးစွာအနားယူနေသည်လင်းကိုမြင်တော့ကိုကြီးမျက်နှာရုတ်တရက်ရှင်လန်းသွားသည်ကိုတိတိတသာမြင်ရသည်လင်းကလည်းကိုကြီးကရင်နာကိုပေါ်ပါစွာပြေးသွားမိသည်လင်းဘသူနဲ့လိုက်လာတယ်လဲကိုစော်နဲ့လားလင်းကားနဲ့လင်းလာတာပါကိုစော်နဲ့တွေ့အောင်မတွေ့ဘူးလင်းပဂရီခလေးဆန့်သောမူရလေးကိုငေးကြည့်တတ်မြဲအတိုင်းကိုကြီးကငေးကြည့်နေ၏ကိုကြီးဘေးမှာထိုင်မိစဉ်လင်းကကိုကြီးလက်ချောင်းများကိုအလိုလျောက်ဆုပ်ကင်မိလျက်သားဖြစ်နေသည်ကိုကြီးကအိမ်နေရာမှာအားယူရထား၏လင်းကဖေးမပေးတော့လဲကိုကြီးကသူ့ဘာသာထားနိုင်အောင်ကြိုးစားသည်ကနွဲကလေးကလောရမှာဝင်လေးဟန်ရှိ၏ကိုစော်လည်းဒီနေ့ကားမထွက်ဘူးလေလင်းကိုဝေခေါ်ခဲ့မယ်လို့ပြောတာပဲလင်းကမကြည့်ဝင်ပြန်ပြောပြသောစကားများကိုသတိရ၍မျက်နှာပူတော့လဲလောလောဆယ်တော့သူ့စိတ်ထဲမှာရှင်းတန်းလျက်ရှိသည်မို့ကိုကြီးကိုရဲဝင်းစွာပင်ရင်ဆိုင်သည်ကိုကြီးကိုကြည့်ရသည်မှာအားရစရာမကောင်းလားစင်းရုံတိုင်မကောင်းလားကိုကြီးရဲ့ပြီးတော့ဒီအိမ်ကြီးထဲမှာတယောက်တည်းလာနေရမပြေးဘူးလားကိုကြီးကစိတ်ကူးရင်တက်တယ်လို့ဆိုရမဟုတ်လားဒါပေမဲ့လင်းကိုငငယ်ရွယ်ရွယ်နဲ့လူပမာကြီးပြုစုနေရတဲ့ဘဝမျိုးမရောက်ရအောင်တော့စူးစမ်းပါမယ်ခုလေဒေါက်တာတင်အောင်ကအိမ်ကိုမှန်မှန်လာကြည့်ပေးနေရဲ့ဟုတ်တယ်လင်းကလူမမာတော့မပြုစုတတ်ဘူးနော်ကိုကြီးအိပ်ရပေါ်မှာလဲနေရင်လဲလင်းကခြံထဲဆင်းပြီးကစားနေမှာပဲပြီးတော့လင်းကအလုပ်လုပ်ရအောင်မှအဲ့ဒါကိုကြီးသာနေကောင်းအောင်နေပြီးတော့လင်းကရီမောလျက်ပြောသည်သို့တော့ကိုကြီးကိုကြည့်ရသည်မှာတကယ်နာတာရှိလူမမာကြီးလို့ဖြစ်နေ၍စိတ်အားရောမိသည်ဘယ်နဲ့လဲလင်းအားပေးမဲ့သူရောက်လာလို့လူမမာထထိုင်နေပြီလားမေခင်နဲ့တူအရက်ရှိလူတယောက်ရောက်လာကြ၏လင်းကကိုကြီးလက်နာမှာသူ့လက်ကလေးကိုရုပ်လျက်မတ်တရက်ကခရီးဥချိုပြလိုက်ရသည်တစိမ်းယောက်ျားကကိုကြီးနားသို့လာကအခြေအနေကိုစူးစမ်းစစ်ဆေးနေသဖြင့်ဆရာဝန်မှန်းသိလိုက်၏တွက်လက်တော်ဟန်မူရာရှိတော်လဲပွင့်လင်းဖော်ယူကအဆောင်ရောက်နေပါလာ၏လင်းရီဒါကိုကြီးရဲ့တငယ်ချင်းပဲခုမိုးကုတ်စေယုံမှာရောက်လာမကြသေးဘူးနိုင်ငံသားတစ်ခေါက်ရောက်ပြီးပြီလေကိုတင်အောင်ဒါကိုညမပဲတော်လက်စွာလက်ဆွဲနှုတ်ဆက်မိကြ၏ဒေါက်တာတင်အောင်ကပြုံးလိုက်သောအခါပိုပြီးခင်မင်းစရာအသွင်ကိုမြင်ရသည်ဟောတိုင်ပြောတတ်ဆိုတတ်သည့်အသွင်မျိုးဖြစ်၏ကိုကြီးတငယ်ချင်းကကိုကြီးလိုပဲယောက်ျားပိသားရဲ့ဟုစိတ်ထဲမှမှတ်ချက်ချမိ၏ကိုကြီးကလင်းကြောင့်ခဏပြောရင်ကျွန်တော်တို့ကဒီကောင်ကြီးကိုဒီတသက်မစွန်တော့ဘူးလို့ထင်နေရတီးရတာဝမ်းသာရဲ့ဗျာကိုကြီးကလင်းကြောင့်ဘာတွေပြောလဲဆိုရဲကြောင်းနေပြောရလားဟာဘယ်ဟုတ်မလဲဗျာဟစ်ကောင်ကြီးမင်းဘာတွေပြောသလဲဆိုတာပြောလိုက်ရမလားကိုကြီးပြောတာတက်ကြွလာသည်လင်းကရှက်စနိုးပြခေါင်းကိုငုံလိုက်၏စကားနဲ့တော့ကိုကြီးသည်တငယ်ချင်းများနဲ့ပွင့်လင်းစွာရင်ဖွင့်တတ်ပါသလားကဲစကားပြောနေရကြအောင်မေခင်လက်ဖက်ရည်အိုလေးသွားယူခဲ့ဦးမယ်ဒေါက်တာတင်အောင်သည်သူ၏တရေအိတ်လေးထဲမှနှက်ချက်နှင့်ပစ္စည်းချို့ကိုထုတ်၏
လင်းလင်းကကိုညီမြပြုတ်ပြီးမှလောလောလတ်လတ်နေစေလိုသဖြင့်အိမ်ပြင်သို့ထွက်ခဲ့သည်ဒေါက်တာတင်အောင်သည်လင်းလင်းကြောပြင်ကိုလှမ်းကြည့်ပြီးတစုံတရာပြောကြံရည်သည်ကိုအလိုလိုသိနေ၏ခြံထဲမှာမမန်းသီးများဝင်းမဲ့ကမြေပေါ်သို့ကြွေချလျက်ရှိသည်ငယ်စဉ်ကပြေးလွှတ်ဆော့ကစားခဲ့သောဘဝကိုသတိရမိသည်ထိုစဉ်ကကိုကိုကြီးသည်အေးဆေးငြိမ်သက်စွာထိုင်ရင်းသူတို့ဆော့ကစားနေသည်ကိုတာဝန်ရှိစွာစောင့်ဆိုင်ကြည့်ရှုနေတတ်ခဲ့သည်ကိုကိုကြီးသည်အားကိုးထိုက်သူတစ်ယောက်ဖြစ်၏ဟဲ့လင်းအိမ်မပြောဘဲနဲ့ဘာလို့တယောက်တည်းထွက်လာရလဲကိုသွားမိမှတော်တော်စိတ်ပူနေရဲ့ထင်းရှူးချံဝရာဝင်ကြည့်ခဲ့သေးရဲ့အော်ကိုစောလင်းလင်းကအိမ်ရီရစွာဖြင့်နှုတ်ဆက်လိုက်သည်ကိုစောသည်အသားနဲ့ညိုသွား၏လင်းလင်းကိုမြင်စားကလိုက်လိုက်လဲလဲရှိလာတော့လဲလင်းလင်း၏အေးဆေးသောမူရာများကိုမြင်ရ၍အရှိန်တန့်သွားသည်အိမ်ထဲကိုတစ်ချက်လှမ်းကြည့်လိုက်၏ကိုကိုကြီးတော်တော်နေမကောင်းလင်သူတို့သမီးလောင်းတော့လက်မထက်ခင်နတ်တင်နဲ့အရင်တက်ရလိမ့်မယ်ကိုစောကလင်းလင်းဘေးမှာရှင်ရက်ကဘောင်းမီအိတ်ထဲလက်နှပ်၍ပြောသည်လေးတန်းကိုနားထောင်ရုံနှင့်ကိုစောကလပ်ကိုဝင်ခဲ့မှန်းသိတာသည်တက်သိရင်တက်ရမှာပဲကိုစောအိုးဒီလိုတော့ဖြစ်နေပြီလားဟုတ်တယ်ဒီလိုပဲဖြစ်ရမှာပဲမဖြစ်ဖြစ်အောင်စူးစမ်းမှာပဲလားလင်းလင်းကကိုစောကိုမျက်နှာချင်းဆိုင်လိုက်သည်နှကန်းကိုအနှဲငယ်စိတ်ထား၏စူးစမ်းဖို့မလိုပါဘူးကိုစောစိတ်ထဲကအလိုလိုဖြစ်ချင်တာပါကိုစော၏အံ့အားသင့်သောမျက်နှာကိုမမြင်ရမီနေရာမှထွက်ခဲ့၏အိမ်ထဲတွင်ဒေါက်တာတင်အောင်၏ရှီမောတန်ကပြန့်လွင့်နေသည်ဟာဟာမင်းဖြစ်ချင်တယ်လို့ဖြစ်ရအောင်ငါအတက်နိုင်ဆုံးစူးစမ်းပေးရမှာပေါ့ကွာမင်္ဂလာဦးညအတွက်တော့ဘာမှမပူနဲ့ဟေ့ကောင်ကိုကိုကြီးအတန်ခတ်အုပ်အုပ်ကိုကြားရ၏လင်းလင်းကဘာဦးမျှမကြားဟန်ဆောင်ကအခန်းထဲသို့ပြန်ဝင်ခဲ့သည်ကိုစောရောက်နေရဲ့ထင်တယ်ဟုတ်တယ်ကိုကိုကြီးကိုစောသည်အိမ်ထဲသို့ဝင်မလာဘဲအပေါ်သို့ပြန်တက်သွား၏လက်ဖက်ရည်ပန်းယူပြီးဆင်းလာသောမေမေခင်နှင့်လမ်းခုလက်မှစကားချေတင်ပြောနေတန်ကြားရသည်မေမေခင်တယောက်တည်းပြန်ဆင်းလာသည်လင်းလင်းဒီကိုလာမယ်ဆိုတာအိမ်ကိုမပြောခဲ့ဘူးဆိုမမစိတ်ပူနေရဲ့တဲ့ကိုကိုကြီးကလင်းလင်းကိုလှမ်းကြည့်သည်ထင်းရှူးချံကိုသွားရင်းနဲ့ဆက်ထွက်ခဲ့မိရမေမေခင်ဘာလို့တယောက်တည်းလာရတယ်လဲလင်းရဲ့ကိုကိုကြီးစိုးရင်တန်ကိုကြားရပြန်၏အစကတော့ဆီယာမကြီးစီခဏပဲဆိုပြီးလာတာနောက်တော့ကိုကိုကြီးကိုသတိရလာနဲ့ဒေါက်တာတင်အောင်၏ပြုံးရောက်ရောက်မျက်နှာကိုမမြင်ဟန်ဆောင်နေလိုက်ရသည်အပြန်တော့တယောက်တည်းမပြန်နဲ့နော်ကိုစောကိုလိုက်ပို့ခိုင်းလင်းတယောက်တည်းပြန်ရဲပါရဲ့ကိုကိုကြီးရဲ့မောင်တယောက်နဲ့လိုက်သွားပါလားကွယ်မောင်တယောက်ကားပါသလားမပါဘူးမမေခင်ဒါဖြစ်အတော်ပဲပေါ့တယောက်တည်းစိတ်ကူးဖြစ်ကားမောင်းပြီးပြန်ကျင်တော့လဲညင်းပက်ရမသိ၍ငြိမ်နေလိုက်ရသည်ကျွန်တော်စင်းရုံကိုပြန်ဝင်ရအောင်မယ်လင်းလင်းကနေကျင်သေးရဲ့ထင်ပါရဲ့ဒီတခါတော့ကိုကိုကြီးလဲဘာမှဝင်မပြောတော့မေမေခင်ကလည်းလင်းလင်းကိုမနှင်ခြင်းလင်းလင်းကလည်းခွန်းတုံးမပြန်ဒေါက်တာတင်အောင်ကအဟဲကနေရီကနေရာမှထလေသည်လင်းလင်းရဲ့အိမ်ကိုကျွန်တော်ပဲဝင်ပြီးစိတ်မပူဖို့ပြောလိုက်ပါမယ်ခင်ဗျာသူများအကျိုးဆောင်ကို့အကျိုးအောင်ပေါ့ဟာဟာမေမေခင်ကလည်းသဘောကျစွာရှိလိုက်သည်မင်းပြန်ရောက်လာတာဟန်ကြရဲ့ကွယ်ကိုကိုကြီးကသူ့အလုပ်ကလွယ်ရင်တခြားစိတ်ဝင်စားစရာအပေါင်းအသင်းလည်းရှိရမဟုတ်ဘူးကွယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ဝင်စားစရာရှိနေပြီပဲမေမေခင်ရဲ့ဒေါက်တာတင်အောင်နဲ့မေမေခင်ကရီရီမောမောနဲ့ပြန်ထွက်သွားကြတော့လင်းလင်းနဲ့ကိုကိုကြီးနှစ်ယောက်ထဲကျန်ရည်သည်ယခုတော့လင်းလင်းသည်ကိုကိုကြီးနားမှာနေရမှာမရှက်မကြောက်တော့ပြီကိုကိုကြီးသည်သူ့ကိုကိုကြီးသာဖြစ်၏တိတ်ဆိတ်ငြိမ်သက်သောအိမ်လေးထဲမှာသူတို့နှစ်ယောက်ထဲကျန်ရစ်ခဲ့တော့လင်းလင်းရင်ထဲမှာပူနွေးလာသည်အိမ်တွင်အပီးသက်တကားများကိုလည်းတဆင်ပြီးဖြစ်၍လှပသေးသက်နေသည်ကိုကိုကြီးသည်အိမ်ရှိကန်းတွင်တယောက်အိတ်ကရင်လေးဖြစ်လာနေခြင်းဖြစ်၍အိတ်ခမ်းဖြစ်သတ်မှတ်ထားသောအခန်းသည်ဟင်းလင်းဖြစ်နေသည်သူတို့၏မင်္ဂလာအခန်းခန်းစီအစိမ်းနုလေးတွေချုပ်ထားတဲ့ကိုကိုရဲ့နောက်တစ်ခါလာရင်ယူခဲ့အောင်မယ်တစ်ခါရေးတက်ထားရအောင်နော်ကောင်းသားပဲလင်းရဲ့ကိုကိုကြီးလည်းအစိမ်းအောင်ကြိုက်တယ်ကိုကိုကြီးကဒီလိုပြောလိုက်မယ်လို့ထင်သားပဲဘာဖြစ်လို့လဲအော်ကိုကိုကြီးကလင်းရဲ့အကြိုက်ကိုလိုက်မှာပဲလို့ခလေးကိုမုတ်ပေးကြိုက်တာတော့မဟုတ်ပါဘူးနော်လင်းလင်းကကိုကိုကြီးနားသို့တိုးကပ်ကမျက်နှာလေးကိုဂရင်စောမှအပ်ထားမိသည်ကိုကိုကြီးရဲ့လင်းပေါ်မှာတန်တရားရရှိနေလိုက်ကိုကိုကြီးကလင်းလင်းမျက်နှာလေးကိုဆွဲမော့လိုက်သည်လင်းလင်းမျက်လုံးအိမ်တွင်မျက်ရည်စားရီခိုဝင်လို့ပါလားကိုကြီးကလင်းပေါ်မှာဘရောမှတန်တရားမထားပါဘူးကလေးရဲ့သမီးတီကိုလာမယ်ဆိုတာအိမ်ကတိမှာပဲညားအိတ်ချင်အိတ်လိုက်ပါလား
အိတ်လို့တော့မဖြစ်ဘူးမမေခင်မမေကတေးသေးချာချာမပြောဘဲသွားတာကြိုက်မှာမဟုတ်ဘူးဒီလိုဆိုရင်တော့မမောင်ခင်ပြန်မကောင်းမယ်နော်ဟုတ်ကဲ့မမေခင်ညနေဆောင်ရောက်တာရှိသေးတော့လဲမြူကိုရီဆိုင်နေသဖြင့်ပဝင်းချင်းသည်မှိုင်းမုံနေသည်အိပ်ပျော်စားပြုနေသောကိုကိုကြီးသည်မျက်လုံးကိုဖွင့်ကြည့်၏တယောက်တည်းမလွတ်နဲ့မမေခင်ကိုစောကိုလိုက်ပို့ခိုင်းလိုက်ပါလင်းလင်းကကိုကိုကြီးမျက်နှာကိုစိုက်ကြည့်မိ၏ကိုကိုကြီးပဂရီစီတနာကိုနားလေရသည်လင်းပြန်မဲ့ကိုကိုကြီးကခေါင်းငိတ်ပြ၏မျက်လုံးများမေးဆင်းနေသည်အိမ်ထဲမှထွက်ခွာလာစဉ်ရင်ထဲမှစွန့်နှင့်သောဝေဒနာကိုတီးတာစွာခံစားရသည်အပေါ်ဘက်လေကားများကိုတက်လာခိုင်းအိမ်ထဲကိုပြန်လှည့်ပြေးခြင်းစိတ်ပေါ်လာ၏ကိုကြီးသည်ထိုအိမ်ထဲမှာအဘဲကြောင့်တယောက်တည်းနေပါသည်။တာကိုစော်မင်းညီမကိုလိုက်ပို့လိုက်ပါအောင်ကွယ်။ကျွန်တော်လိုက်ပို့တာကြိုက်ပါမလားမမေခင်ရဲ့။ तू ကအင်မတန်တက်တိကောင်းတာတယောက်တည်းရအောင်လာပြီးပြီပဲ။လိုက်မပို့ခြင်းလဲနေပါလင်းတယောက်တည်းပြန်ရဲပါရဲ့။မင်းတို့မောင်နှမတွေကတော့တွေးလိုက်စကနိုင်လူးဖို့ပဲ။တာကိုစောပို့ပြီးမြင်မြပြန်လာနော်။အိမ်မှာဘယ်သူမှမရှိဘူး။ကိုတာအောင်မမေခင်လင်းလင်းငယ်ချင်းကအချစ်သူရဲ့ကောင်းကြီးဆန္ဒပြနေရလေ6ရက်ကိုပြန်မလာဘူးတိန်းကြောက်တောင်းကြောက်တွေရရင်မိမယူမလို့ကြံရွယ်တယ်နဲ့တူပါရဲ့လင်းလင်းကကားပေါ်တထိုင်နေသည်ကိုစောကကားနားမှာခိတရက်နေသည်ဤ secret တလိုက်ကိုမီးညှိ၍ဖွာနေသည်ကဲကွယ်မင်းကလည်းလိုက်ဖို့မှဖြစ်ကားပေါ်တက်ပါစမနေစမ်းပါနဲ့မမေခင်ကကိုစောဤပခိုးကိုတွန်းကပြောသည်ရပါရဲ့မမေခင်ရဲ့မမှောင်သေးပါဘူးလင်းပြန်ရဲပါရဲ့အိုကွယ်မဟုတ်တာလင်းလင်းကကားကိုမောင်းထွက်စပြုသည်။ပေါင်းမယ်မမေခင်ကားကိုနောက်ဆုတ်ပြီးပြန်ထွက်မှာကိုစောကားဖို့သူရောက်လာ၏။လင်းလင်းကကားကိုအချိန်ယူ၍မောင်းလာခဲ့သည်။မမေခင်သည်သူတို့၏ကားကိုရက်ကြည့်ရင်ကြံရ၏။မမေခင်၏မျက်လုံးတွေထဲမှာရောတန်တရားအခိုးငွေရရှိနေပြီလားတိတ်မတွေးချင်နော်။နှစ်ယောက်လုံးတိတ်ဆိတ်ငြိမ်သက်စွာပင်ရှိနေကြလေ၏။ရွာထဲမှထွက်လာတော့ကိုစောကတချင်းတစ်ပုတ်ကိုလေးချွန်လာသည်။လင်းလင်းသည်ချောင်းကူတရာကိုလှည့်မြန်ကျင်လဲစွာဖြတ်မောင်းလာခဲ့၏ချောင်းရည်တွေကအရှိန်ကောင်းစွာတဝဝစီစဉ်နေသည်ကိုစောကလင်းလင်းကိုလှည့်မကြည့်ပဲပခုံးတွန့်ပြ၏လင်းလင်းကမမြင်ချင်အောင်ဆောင်ရည်နေသည်ညုံးမတွင်ကိုဝင်စားပြုသည်စကားတခွန်းမှမစုံမိကြသည်လမ်းဘေးတနေရာတွင်လင်းလင်းကကားကိုရုတ်တရက်ရက်လိုက်သည်အလိုဘာဖြစ်လို့လဲကိုစောကပြုံးတုံတုံဖြစ်မိသည်ကိုစောကိုလင်းပြောစရာရှိရဲ့လင်းလင်းမျက်နှာကလေးနဲ့လုံး၍ကိုစောကရီရွှင်နေသောသူ့မျက်နှာကိုတီးလိုက်ရသည်ဘာရီများရန်တွေ့ုံမလို့လဲလင်းရဲ့လင်းကိုမကြည်မနှက်ဖြစ်နေရဲဆိုတာကိုသိပါရဲ့ဟုတ်တယ်မကြည်နှက်ဘူးကိုစောပြောနေရတွေလုံနေရတွေကဘာမှအဓိပ္ပာယ်မရှိဘူးလင်းလင်းကကားစတီယာရင်ကိုလက်တစ်ဖက်ပြအုပ်ကိုင်ရင်ကိုစောဘက်ကိုမျက်နှာလှည့်ထားသည်ကိုလည်းဘာမှမလုပ်ရပါလားကိုစောကိုကြီးကိုဘာရီတော့ပြောလဲဘာရီဖြစ်ကြတယ်လဲလင်းကုန်သိရဲ့ကိုစောမကောင်းလင်းရဲ့တိတ်ခါကိုလည်းငဲ့ညာဖို့ကောင်းပါရဲ့အော်ဒါလားလင်းကအခုဂုံတိတ်ခါပြတ်မှတိတ်ဆိုးရင်နေရဲ့ပေါ့အပူကြီးပြောမနေပါနဲ့ကိုစောလင်းကငယ်ရွယ်သူမို့စိတ်မတည်ငြိမ်အောင်ကိုစောကတဲ့မှတ်ပေးရမှာကိုစောကအခွင့်အရေးယူတာမကောင်းအခွင့်အရေးဟုတ်လားကိုဘာအခွင့်အရေးမှလည်းမယူရပါလားကွယ်ကိုကအဆဆရရဆုံးရှုံးခဲ့ရတဲ့သူတယောက်ပါခုလည်းမရီးလောင်းရဲ့အထောက်ပံ့နဲ့ထမင်းရှာစားကြကားလေးတစ်စီးဝယ်နိုင်လို့မမေခင်ရဆိုရင်ကို့အမြဲပဲစကားပြောဆိုဆင်ခြင်မှုဆုံးမတာကိုခံနေရတယ်အတိတ်ပဲမရှိရရင်မပြောပါနဲ့ကိုစောပြောသလိုလင်းကကိုကြီးကိုမချစ်ပဲနဲ့လက်ထက်ရမှာဘာညာဆိုတဲ့စကားတွေကိုလိုက်ပြီးကြွေးကြော်မနေပါနဲ့လင်းလုံးဝမကြိုက်ဘူးဒါပြစ်လင်းကကိုကြီးကိုချစ်လို့လားတစုံတရာပြောမိပြူပြီးမှပါဇက်ပိတ်လိုက်မိသည်ဒါကိုစောနဲ့မဆိုင်ဘူးလင်းနဲ့ကိုကြီးနဲ့ပဲဆိုင်နေအော်ဒီလိုလားကောင်းပြီလေကိုဒီရပဲဆင်းလျှောက်သွားရမယ်ကိုစောကကားတကားကိုဖွင့်ပြီးစိမ့်မိပြူ၏လင်းလင်းကလည်းကားကိုမောင်းထွက်မိပြူပြီးမှတစုံတရာကိုတရိယာကတကားကိုလှမ်းကင်ထားလိုက်သည်လင်းလင်းမျက်နှာသည်ကိုစောမျက်နှာရှေ့မှဖြတ်သွား၏ကိုစော၏ပင်သက်ရှူသောလေသည်ပါးပြင်ကိုထိကပ်သွားသည်လင်းလင်းမျက်နှာနီးရဲသွားသည် sorry ကိုစောကတွတ်ပြော၏လင်းလင်းသည်ကားကိုဒေါ်နှင့်မောနှင့်မောင်းထွက်ခဲ့သည်အိမ်ရှိရောက်တော့မေမေသည်ပရင်းတကားမှမျောကြည့်နေသည်ကိုတွေ့ရလေ၏အခန်း18မေမေနဲ့ဒီလိုပြဿနာဖြစ်ရလိမ့်မည်ဟုဘယ်တော့မှမထင်ခဲ့အချစ်ဆုံးမေမေနဲ့မှအငင်းခုန်အခြေတင်ဖြစ်ရသည်ကိုဝမ်းနည်းလာသည်မေမေ၏တန်တရားများသည်ဒီမြကြီးထွားမြင်မာနေလိမ့်မည်ဟုလည်းမတွေးခဲ့မိပေယခုတော့မေမေဆွဆွဲချက်များကပြင်းထန်လာသည်မိန်းကလေးဆိုတာအနေတိုင်းစင်ကြရတဲ့သမီး
ဒီမြအစပြိုးယုံဆိုလင်တော်ပါသေး၏ကိုစိတ်ကိုလည်းထိမ့်သိမ့်မှုလိုတဲ့သမီးရဲ့တခုခုကိုဆုံးဖြတ်ပြီးပြီဆိုမှတော့သူတစ်ပါးထင်မြင်လွဲမအောင်စိတ်နှောက်ယှက်ဖြစ်အောင်မပြုသင့်ဘူးလေးတန်အေးအေးဖြစ်ပြောနေတော့မိမိစကားတွေကပင်လင်းပြန်လဲဖြည့်ရှင်းရလိုအပ်တယ်လို့ဖြစ်ရနေသည်သမီးသူတစ်ပါးစိတ်နှောက်ယှက်ဖြစ်အောင်ဘာတွေများလုံးမိလို့လဲမမေဘာပဲဖြစ်ဖြစ်လေအားလုံးမျက်နှာပြအောင်တော့မလုပ်စေချင်ဘူးပေါ့ကွယ်အိုးမမေသမီးကမမေတို့မျက်နှာပြအောင်ဘာများလုံးမိလို့လဲမမေရဲ့အစကတည်းကသမီးစိတ်တွေမပြတ်သားဘူးထင်လို့မမေစီစဉ်ကိုဖျက်ပြဖို့ထိအောင်စိတ်ကူးမိသေးရဲ့မမေချင်တာတခုမှမဟုတ်ပါဘူးမမေရဲ့ဝမ်းနေလို့၍မျက်နှာကိုအုပ်ထားမိသည်မမေသည်သူ့ကိုမတည်ငြိမ်သောမိန်းကလေးတစ်ယောက်ဖြစ်ဆွဲချက်တင်နေပါပြီကောဟိုတနေ့ကမမေကိုမပြောဘဲအုံကိုင်းကိုထွက်သွားမိသည်မှာကိုကြီးကိုတွေးဖို့တတ်တာဖြစ်သည်ကိုမမေယုံကြည်ဟန်မတူအပြန်မှာလဲကိုစောကိုလမ်းမှာချထားခဲ့လျင်ပို့ပြီးတန်တရားဖြစ်เสียဖြစ်နေမည်ဆိုရင်ခေါ်လာခဲ့ရခြင်းဖြစ်၏ယခုတော့အတူပြန်လာမိခြင်းအပြင်ပြဿနာဖြစ်ရနေသည်လင်းလင်းကိုမေမေကြည့်သည့်မျက်လုံးတွေမှာတန်တရားတွေများစွာခိုးဝင်နေခဲ့ပြီဆိုတာလင်းလင်းသိပါ၏သို့တော်လင်းလင်းခိုင်မာသောဆုံးဖြတ်ချက်နှင့်လှုပ်ဆောင်ချက်တွေကိုမယုံမကြည်ဖြစ်နေကြသည်ကိုတော့မတတ်နိုင်တလောကလုံးကသူ့ကိုတန်တရားဖြစ်နေကြပြီလားသမီးဟာအခုချိန်နေမှာတော့မကြခင်လက်ထက်မဲ့မိန်းကလေးတယောက်ပဲသမီးရဲ့အိမ်အောင်တဲ့မဖြစ်သေးပေမဲ့အိမ်အောင်တဲ့တယောက်လိုပဲစောင့်စည်းတင်တယ်မမေ၏နူးညံ့သောစကားသက်များသည်တိကျပြတ်သားသောဆုံးမစကားများဖြင့်ထင်ရှားစေခဲ့သည်ယခုတော့လင်းလင်းဘာကိုပဲဆုံးဖြတ်လောက်ကင်သည်ဖြစ်စေအရာရာသည်အစွန်းထင်းဖြစ်ခဲ့လေပြီမမေသည်ပင်လင်းလင်းကိုမချော့တော့ဘဲအခန်းထဲမှထွက်ခွာသွားခဲ့သည်လင်းလင်းကအိယာပေါ်မှမှောက်လဲကအာပါတရငိုကြွေးမိသည်သူ့ရင်ထဲမှာဝေဒနာမှန်ကိုမြည်သူမျှမသိနိုင်တော့ပြီလားဘာမှမလုပ်ဘူးဆိုပေမဲ့လည်းမမရဲ့မင်္ဂလာစွန်းလေးလောက်တော့ကြွေးရအောင်မယ်မဟုတ်လားအဲ့ဒါမမတို့အိမ်မှာပဲလှုပ်ချင်သလားခင်မဲစီစဉ်လိုက်ရမလားခင်မဲကောင်းမဲ့ခြင်းတလို့ကြီးစီစဉ်လိုက်ပါကွယ်မမအခုတလို့ကောင်းကောင်းလဲနေမကောင်းပြီလေခင်စီစဉ်လိုက်ပါမယ်မမလည်းပြင်လေးပါလေးထွက်အောင်လေလမ်းလျှောက်ပေးမှလည်းအကြောရီပါပြန်တန်လာတတ်တာမမရဲ့ဟုတ်ပါရဲ့မမလည်းသမီးတို့ကိစ္စပြီးမှပဲစိတ်အေးလက်အေးရှိနိုင်တော့မယ်ခုတော့ရင်ထဲမှာမတင်မကြကြီးခင်ရဲ့ညီမချင်းမို့ပြောရတာသမီးအတွက်တိတ်ဆိတ်ပူတာပဲမမေခင်ကမမေမျက်နှာကိုစူးစိုက်၍ကြည့်၏မိမချင်းဆိုတော့ဘာလို့ဆိုလိုသည်ကိုချက်ချင်းသိသည်ပူစရာမရှိပူမနေပါနဲ့မမကလည်းခင်တို့မမတို့တော့ကလည်းလူကြီးရဲ့မျက်နှာပြန်ဘာမှမလုပ်ခဲ့ဘူးအဲ့ဒီကျေးဇူးတွေခင်တို့ခံစားရတာခုခေတ်လူငယ်တွေကမမတို့လိုမဟုတ်တော့ဘူးလင်းလင်းကသူတို့၏စကားများကိုမကြားရအောင်ပြု၍ဧကန်ထဲသို့ဝင်ခဲ့သည်ယခုတလောမိမိကိုမိမိအချင်းချကအိမ်ထဲကအိမ်ပြင်မထွက်ဘဲနေခဲ့မိ၏မိမိ၏တန်တရားမျက်လုံးများတန်ကိုမခံနိုင်၍ဘယ်မှလည်းသွားခြင်းစိမ်မရှိတော့ပေကိုကြီးနေကောင်းလားမမေခင်ရင်ထဲကလိုက်လဲမေးလိုက်သည့်တိုင်မမေတို့ကဝေတရားရဟန်ဆောင်မေးသည်ဟုပင်ယူဆကြဟန်တူသည်လေးလေးနက်နက်မရှိလားခုတော့ကောင်းနေပြန်ပြီလင်းလင်းအိမ်ကိုလည်းပြင်ထားလိုက်တာပြန်နေရပဲလင်းလင်းရဲ့အကိုကြီးကိုလင်းလင်းကိုယ်တိုင်ပြုစုမှပဲကျမ်းမာကြီးကောင်းလာမှာမမေခင်ကခပ်ပူပူပြောတတ်မှန်းသိ၍လင်းလင်းရင်ထဲကအောင့်တက်တက်ဖြစ်ရသည်သူဟာယောက်ျားတစ်ယောက်ကိုပြုစုရတတ်သည့်မိန်းကလေးမဖြစ်နိုင်ဟုယူဆ၍တမင်ပြောခြင်းပေလားကိုကြီးနေကောင်းသွားပြီဆိုတော့စိတ်ထဲမှာနည်းနည်းအေးသွားသည်သမီးရွေးထားတဲ့အဝေစားတွေမမေခင်ကိုပြလိုက်အောင်လေလင်းလင်းကပေါ်ပန်းစွာထလာကအင်ကြီးအဝေစားများကိုယူရေးပြ၏ကြည်စံအယောင်လေးရတိတ်လှရဲမမရွေးပေးရလားလင်းကိုယ်တိုင်ရွေးထားရပါမမေခင်သမီးကလိမ္မော်ရောင်နုနုလေးဆိုတော့ကိုကြီးကိုလည်းသမီးနဲ့လိုက်ဖက်အောင်ရွှေဖလားရောင်လေးပါလေးဝေခိုင်းမှပဲကိုကြီးကနုနုနဲ့ကြိုက်ပါမလားမမေခင်ရဲ့ဘောင်းမီဝေခိုင်းပါလားအိုးလူကြီးတွေကိုကြောရအောင်မှာဘောင်းမီနဲ့ပဲဖြစ်ပါမလဲမမေကမကြိုက်တယ်လို့ဝင်ဟန့်လိုက်သည့်အတွက်ဘာမှမတတ်နိုင်နော်တကယ်တော့မြင်မာသောကိုကြီးအရက်မောင်နဲ့ဘောင်းမီရှေဝေးလျင်ကြည်ကောင်းလာသည်ကိုတတိယ၍ပြောမိခြင်းဖြစ်သည်လင်းလင်းကသူ့ဝိစားများကိုဂယုတစိုက်သိမ်းလိုက်၏ယခုမှမိန်းကလေးပီပီတတလှကျင်လာသည့်သူ့သဘောကိုအကဲခတ်ကောင်းသောမိန်းမကြီးနှစ်ယောက်ကမတိကျခြင်းမှအံ့ဩစရာကောင်း၏အိမ်မှာအားလုံးစင်သင်းဖြင့်မမလာကြည့်ပါအောင်လာခဲ့မယ်ခင်းစိတ်ချခင်းစိတ်တိုင်းကြတာပြင်ဆင်နော်ငွေလိုသေးလိုက်ရင်ချင်းမို့မေးရနော်မလိုပါဘူးမမရဲ့ကိုစောကဒီတခါသူ့လှဲ့ပဲဆိုပြီးရားရဲ့ပတ်စံလေးတွေပေးထားရဲ့မမရဲ့လင်းလင်းကမမေမျက်နှာကိုမကြည့်မိအောင်တတိထားရင်အခန်းထဲသို့ဝင်ခဲ့သည်ကိုကြီးနဲ့လက်ထက်ရန်တပတ်အလိုမှာပဲအလုပ်ခွင်ကိုစဝင်ရသည်
ဒီအတွက်မမေရမကျေနပ်တော့လဲဘာမှမပြောတော့လင်းလင်းဘက်မှဖေဖေကမမမတ်ရက်ပေးသည်သားသမီးကကို့အလိုဆန္ဒကိုဒီလောက်လာရောခဲ့ပြီပဲမမရဲ့သူလှုပ်ချင်တာလှုပ်ပါစေကို့အလိုဆန္ဒကိုလာရောရဲဆိုပေမဲ့သူတို့အတွက်ပါရှင်အင်းလေဘသူအတွက်ပဲဖြစ်ဖြစ်ပေါ့သူတို့ဘက်ကကြည့်တော့လဲမိဘတွေအတွက်ဖြစ်ချင်ဖြစ်နေမှာပေါ့ကောင်းစားတော့သူတို့ပဲကောင်းစားမှာဒါတော့မမအမြင်ကိုသူတို့ဟာသူတို့လည်းကောင်းစားခြင်းကောင်းစားတာပါပဲကိုကဒီလိုမပြောပါနဲ့မမလည်းမိဘစကားနားထောင်ခဲ့လို့ခုကောင်းစားနေရပေါ့ဟေးဒီလိုဆိုတော့လဲဟုတ်ပြန်ရောဟာဟာလင်းလေးကတော့အလုပ်ခွင်ကိုစဝင်ရသည့်အတွက်အသေးစမ်းဖြစ်ကများစွာတက်ကြွရနေသည်အလဲတန်းကိုစတင်ရတော့လဲစိတ်ပါဝင်စားလွန်၍အိဆားစားရအဆင်ပြေ၍နေသည်အေးမြသောတောင်တန်းများ၏အရေးအောက်မှတောင်ပေါ်သူတောင်ပေါ်သားတို့၏ပညာရေးကိုအားပေးရသဖြင့်များစွာစိတ်ချမ်းသာမိသည်တဘာဝသည်အဖိုးတန်သောတင်ရစာရာကိုပေးစွမ်းယုံသာမကလူသားတို့၏စွမ်းအားဖြင့်အရာရာကိုရယူနိုင်စွမ်းရှိကြောင်းကိုပါကလေးတငယ်များကိုအတိပေးခြင်းသည့်ဆန္ဒပြင်းပြလာသည်လူသည်တဘာဝကိုအားကိုးရသည့်ဘဝမရောက်စေခြင်းတဘာဝကိုလူ၏အတတ်ပညာဖြင့်အသုံးချစေခြင်းလာ၏ကိုကြီးနဲ့အေးအေးဆေးဆေးစကားပြောရသည့်အခါကျလျင်ဒီအကြောင်းတွေကိုကြည်ကြဲပြန့်ပြန့်ဆွေးနွေးနိုင်မှာပဲဟုတွေးမိပြန်၏ကိုကြီးကတဘာဝကိုလူ၏စွမ်းအားဖြင့်ပြုပြင်ဖန်တီးလို့သူမဟုတ်လားကိုစော်တို့၏အယူဆနှင့်ဆိုလျင်တော့များစွာဝေးကွာနေလိမ့်မည်ထင်၏ယခုလည်းကိုစော်နှင့်အေးအေးအောင်တို့၏စွန့်စားကမ်းများကိုတဆင့်စကားဖြင့်ကြားနေရသည်ကျောင်းလွတ်ချိန်အောင်နှဲရက်မှကားဖြစ်ပြန်လာစေတခုသောလမ်းကွေ့မှာဒေါက်တာတင်အောင်နှင့်မမျှော်လင့်မဲ့တော့တွေ့သည်မော်တော်ဆိုင်ကယ်ပြစ်လာသောဒေါက်တာတင်အောင်သည်လင်းလင်း၏ကားကိုမှတ်မိဟန်ဖြင့်လမ်းဘေးတွင်ထိုးရက်ကစောင့်နေသည်လင်းလင်းကလည်းလိုလိုလလပင်ကားကိုရက်ကဆင်းနှုတ်ဆက်သည်မက်လင်းလင်းကျောင်းပြန်လာလားဟုတ်တယ်ဒေါက်တာပမနေရလဲဘယ်သွားမလို့လဲအုံးကိုင်းကိုရောက်သေးလားလင်းလင်းမေးခွန်းနေရများသွားသည်ကျွန်တော်မက်လင်းလင်းနဲ့တွေ့ချင်နေရသူကလည်းလင်းလင်းမေးခွန်းများကိုမဖြေဘဲသူပြောလို့ရအောင်သာပြောသည်စိုက်ကယ်ပေါ်မှဆင်ကတလီတစားရဲဆောင်နေသေးသည်ဘာကိစ္စရှိလို့လဲစပင်းကိုနောက်လန်ဖီးကဆီယမတယောက်၏ဟန်ပန်ဖြင့်ရင်းချက်နေသောလင်းလင်းကိုဒေါက်တာတင်အောင်ကအတန်ကြာငေးကြည့်နေသည်ကျွန်တော်ပြောမှာကိုကြီးကိစ္စပဲဆိုတာတော့သိမှာပေါ့ပြောပါဒေါက်တာကိုကြီးရဲ့ကျမ်းမာရေးချိန်နေလားဟုတ်တယ်ဗျာကျွန်တော်ကတော့လုံးဝမကြိုက်ဘူးအစာအိမ်မှာအနာဖြစ်နေပြီသူဒီရက်အတွင်းမှာဆေးရုံတက်မှဖြစ်တော့မယ်ကျွန်တော်ဆရာဝန်တယောက်အနေနဲ့ပြောတာပါမက်လင်းလင်းတို့ကိစ္စကလည်းကတ်နေတော့ကျွန်တော်အားနာတယ်ဗျာဒါပေမဲ့သူ့အချိန်ကမကောင်းလေအိုးဒီလောက်တော့ဖြစ်နေရဆေးရုံတက်မှဖြစ်မှာပေါ့လင်းလင်းလည်းတနင်္လာနေ့ကမှအလုပ်စားဝင်ရလို့မရောက်တာအရင်တလောကတော့နေကောင်းနေပြီဆိုလို့ဟုတ်ကဲ့မက်လင်းလင်းလာပြောပါအောင်ဗျာ။ तू ကမက်လင်းလင်းကိုလည်းအင်တန်ဘလို့ပြောရမလဲမသိဘူးဗျာ။မိဘတွေသဘောတူတာဆိုပေမဲ့ तू ကတိတ်ချစ်နေရ။မက်လင်းလင်းကတော့သိမှာမဟုတ်ပါဘူး။ तू ကចောင်းတုံးကလေးကအင်တန်ကိုတိုးသိတ်တတ်တာ။တော်လဲတော်တယ်ဗျာ။ညီတွေကိုငဲ့ပြီးចောင်းဆက်မနေရောတာ။အရေးရဲမှာတငယ်ချင်းចောင်းချီးမွမ်းကန်ဖွင့်နေသည်ကိုလင်းလင်းကစိတ်မရှိတော့လဲနားထောင်နေရသည်။သူ့စိတ်ထဲကကိုကြီးအတွက်အရေးတကြီးပူပန်လာသည်။ဒေါက်တာအခုအုံးကိုင်းကိုသွားမှလာရင်ကျမအိမ်ခဏဝင်ပြီးလိုက်ခဲ့ခြင်းနဲ့ဟုတ်ကဲ့သွားနှစ်ပါကျွန်တော်ဆေးရုံခဏဝင်လိုက်အောင်မယ်ကားကိုအတော့နှင်၍မောင်းလာခဲ့မိသည်မင်းကလေးတယောက်ကိုချစ်တယ်လို့ပြောရမှာဝင်လေးရဲ့ကိုကြီးရဲ့တလောကလုံးသိအောင်ကြော်ညာနေရလားအားလုံးကကိုကြီးကိုတစ်ဖက်သက်အချစ်သမားကြီးဖြစ်တနာနေကြသည်ကိုမခံချင်သလိုဖြစ်မိသည်အိမ်ရှိရဲရောက်ချင်းကားကိုထိုးရက်ပြီးအိမ်ပေါ်သို့အပြေးလွှတ်တက်လာခဲ့သည်ဟဲ့လင်းလင်းသိပြီးပြီလားလီကားတဝက်မှာတော်တော်များများစီးရမေးသည်။ဘာလဲတော်တော်များအလန့်တကြားကိုကြီးလေ။အော်ကိုကြီးနေမကောင်းတာလား။လင်းလင်းလည်းခုပဲအုံးကိုင်းကိုသွားမလို့။အုံးကိုင်းမှာမဟုတ်ဘူးလေဆေးရုံရောက်နေပြီ။အိုးတော်တော်များများလည်းခုပဲဒေါက်တာတင်အောင်နဲ့တွေ့ခဲ့တာ။ဟဲ့ခုပဲခင်ခင်နဲ့ကိုစောနဲ့ဝင်ပြောသွားတာ။ဟုတ်လား။ရှင်ထဲမှာပူပန်သွားမိသည်မိမိသည်ဒုက္ခပေမပါတော့ပဲတကားဝတွင်စီးကြုံနေ၏။သမီးခုချင်ချင်းဆေးရုံလိုက်သွားလိုက်ပါကွယ်။သမီးကိုဒီလောက်ထိလိုက်ပြောဖို့မလိုပါဘူးမမေသမီးကိုကြီးဆေးရုံတက်တယ်လို့မသိခင်ကတည်းကသွားမလို့ပါထိုမြတာပြောပြီးကြောင်းယူသွားသောချင်းလေးကိုပြစ်ချကပြေးဆင်းလာခဲ့၏လင်းလင်းနေအောင်တော်တော်လေးလိုက်မယ်ကားလေးသည်ခြံထဲမှလှည့်မြန်စွာပြန်ထွက်လာခဲ့၏တော်ရုံဝေဒနာနှင့်တော့ကိုကြီးသည်သူ၏မင်္ဂလာအိမ်တစ်လေးကိုစွန့်ခွာလာမည်မဟုတ်ဟုလင်းလင်းယုံကြည်၏